ကောင်းမှုဆိုတာကိုယ့်ရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်ဓာတ်သဘာဝတရားလေးဖြစ်သွားအောင်ကြိုးစားတာကုသိုလ်ကောင်းမှုပြုတယ်လို့ပြောတာပါနောက်ကုသိုလ်ဆိုတာမြင့်မြတ်တဲ့ကောင်းမွန်တဲ့စိတ်ကလေးကိုပြောတာလို့အလုံးနားလည်ထားကြပြီလားနော်ဒါနကောင်းမှုပြုပြီးတော့စိတ်ကိုမြင့်မြတ်အောင်ဖြူစင်အောင်ကောင်းမွန်အောင်လုပ်ကြတာကိုမရှိဘူးလားခုနကဘယ်သူကဘာတွေလှူပါတယ်နော်အစာအာဟာရအတွက်ဘယ်သူကကုသိုလ်ပြုပါတယ်ဒါဆွန့်လွတ်မှုဖြင့်ကိုယ့်ရဲ့စိတ်ကိုကောင်းမွန်အောင်မြင့်မြတ်အောင်ကြိုးစားအောင်နောက်ပြီးတော့မိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်တန်ရှင်းအောင်စောင့်စည်းထိန်းသိမ်းခြင်းဖြင့်ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်မြင့်မြတ်အောင်ကောင်းမွန်အောင်လုပ်ကြတာကိုမရှိဘူးလားအဲ့ဒါကြတော့ဘာလို့ပြောတော့သီလကုသိုလ်ဟုတ်လားဆွန့်လွတ်မှုနဲ့စိတ်ကိုကောင်းမွန်အောင်ဖြူစင်အောင်ကြိုးစားတာကြတော့ဒါနကုသိုလ်ဟုတ်လားစောင့်စည်းမှုဖြင့်စိတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ကောင်းမွန်အောင်ကြိုးစားတော့သီလကုသိုလ်နောက်တမာတိကုသိုလ်ကြတော့ဘယ်လိုနားလဲမလို့စူးစိုက်မှုနဲ့တည်ငြိမ်မှုရှိအောင်စိတ်ကိုစူးစီးပြီးတော့အမှန်တရားကိုသိဖို့အတွက်နော်စိတ်ရဲ့စူးစီးမှုဆိုတာစူးစိုက်မှုဆိုတာလိုအပ်တယ်အဲ့ဒီစူးစိုက်မှုစူးစီးမှုဆိုတာလည်းပဲစိတ်ရဲ့ကောင်းမြတ်တဲ့သဘာဝသူ့ကြတော့တမာတိကုသိုလ်ဟုတ်လားနောက်အဆင့်အမြင့်ဆုံးကုသိုလ်ကြတော့ဘာကုသိုလ်လို့ဆိုတော့ပညာကုသိုလ်ပညာဆိုတာမှန်မှန်ကန်ကန်သိမြင်နားလည်တဲ့သဘောအထူးသဖြင့်ပညာရဲ့အဓိပ္ပာယ်ကိုလိုရင်းတွင်ရှင်းပြောရမယ်ဆိုရင်ကိုယ်ဘဝကိုယ်ခန္ဓာကိုယ်လောကရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာကိုယ်ဘဝကိုယ်ခန္ဓာကိုယ်လောကကဘယ်လိုသဘောရှိတာတုံးလို့မေးရင်အနိစ္စဒုက္ခအနတ္တသဘောရှိတာဒါကိုမှန်မှန်ကန်ကန်သိမယ်ဆိုရင်ဝိပဿနာပညာကုသိုလ်လို့ဒီလိုပြောတာအဲ့ဒါကိုရင်းကျက်အောင်ပွားများလို့သစ္စာလေးပါးကိုများထူးထွင်းပြီးတော့သိတဲ့အဆင့်ဉာဏ်ပညာမြင့်မားခဲ့မှဆိုရင်အဲ့ဒီကုသိုလ်ကိုလောကုတ္တရာကုသိုလ်လို့ဒီလိုခေါ်တာမဲ့ဉာဏ်၄ပါးကုသိုလ်တွေအစဉ်စဉ်ဒီလိုနားလည်ထားကြပြီးသားနော်ဒါနကုသိုလ်ဆွန့်လွတ်မှုဖြင့်စိတ်ကိုဖြူစင်တန်ရှင်းအောင်ကောင်းမွန်အောင်ကြိုးစားတာသီလကုသိုလ်စောင့်စည်းမှုနဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ကောင်းမွန်အောင်ကြိုးစားတာတမာတိကုသိုလ်စူးစိုက်မှုနဲ့စိတ်ကိုဖြူစင်တန်ရှင်းအောင်ကောင်းမွန်အောင်ကြိုးစားတာပညာကုသိုလ်အမှန်တရားကိုသိမြင်နားလည်မှုနဲ့ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်တန်ရှင်းအောင်ကောင်းမွန်အောင်ကြိုးစားတာအထူးသဖြင့်ကိုဒီနေရာမှာစုဝေးညီညာတော့ရောက်ရှိလာပြီးတော့ကောင်းမှုကိုပြုရတာကတမာတိနဲ့ပညာကုသိုလ်ကောင်းမှုကိုအဓိကထားပြီးတော့ပြုကြတာပေါ့သို့တော့ဘာကောင်းမှုပဲလုပ်သီလဆိုတာကနော်အလွန်အခြေခံကြတဲ့အတွက်ကြောင့်သီလကုသိုလ်ကိုအရင်ဆောက်တည်တာမရှိဘူးလားရှိတယ်အဲ့ဒါကိုတနည်းငယ်တစ်စင်းပါဒါနကောင်းမှုဝိုင်းပြီးတော့ပြုကြတာကိုမရှိဘူးလားရှိတယ်တော့ကိုယ့်ရဲ့စိတ်ကလေးကိုမြင့်မြတ်အောင်နှီးမျိုးစုံနဲ့တရားဓမ္မတို့အရင်တို့ကြိုးစားကြတာပေါ့နော်ဒါအကောင်းဆုံးအလုပ်ပဲလေဟုတ်တယ်မို့လားနော်လူရည်မြောက်များစွာရှိတဲ့နေ့ကဒီလိုစိတ်ကလေးကိုအဓိပ္ပာယ်ရှိရှိအနှစ်သာရရှိရှိကောင်းမွန်အောင်ဖြူစင်အောင်မြင့်မြတ်အောင်လုံနိုင်ဖို့ဆိုတာသိပြီးတော့မလွယ်ဘူးဟုတ်ရဲ့လားကိုအလုံးဒီနေရာမှာစူးစီးပြီးတော့ရောက်ရှိလာကြတာကောင်းမှုတွေကိုပြုဖို့အဲ့တော့ခုဆက်ပြီးတော့ဘာကုသိုလ်ကိုပြုရအောင်မှာတော့ဆိုတော့တရားဘာဝနာပတ်သက်တဲ့တရားဒေသနာတွေကိုနာယူပြီးတော့ကိုယ့်ရဲ့စိတ်ကိုအသိဉာဏ်ပညာတော့အစဉ်အတန်းမြင့်မားအောင်ကြိုးစားကြအောင်မယ်ဆိုတော့အထူးသဖြင့်ပညာကုသိုလ်ကိုရအောင်စီပူကြအောင်မယ်အဲ့တော့ဦးဇင်းကကုသိုလ်ကောင်းမှုကိုမြတ်လို့ကုသိုလ်ကောင်းမှုကိုရအောင်ကြိုးစားနေကြတယ်ဟောတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညနော်ဘယ်လိုတရားဒေသနာကိုဟောပြခြင်းလဲဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာတထုသာရဏသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်မတန်းတင်ထားတာရှိတယ်တထုသာသနာတထုဆိုတာမြတ်စွာဘုရားသာသနာဆိုတာအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမမနစ်ကဒီသစ္စာပါရမီအသင်းကပဲကြီးမှုပြီးတော့ကျင့်ပတဲ့တရားဝဲမှာမြတ်ဗုဒ္ဓဤအဆုံးအမနဲ့တတိဤအစွမ်းတရားလေးတွေကိုခေါ်ခဲ့တာမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမပဲအဲ့ဒီအဆုံးအမကိုပြည့်စုံခြင်းနဲ့ဆိုရင်မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရတယ်လို့ဆိုတဲ့တတိတရားနဲ့ကြိုးစားရတယ်ဆိုတာအဲ့ဒီတရားရဲ့အနှစ်ချုပ်ပေါ့နော်အခုလည်းပဲပြောရမည်
သတ္ထုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့သာသနာဒီသုတ်တန်လေးကတစ်မျိုးတစ်ပါးသာထူးခြားတယ်ပေါ့နော်နားလည်စရာလည်းအလွန်ကောင်းတယ်ပြောစရာလည်းအလွန်ကောင်းတယ်ဒီသုတ်တန်ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကမြတ်စွာဘုရားလက်ထက်ကရှင်ဥပါလိဆိုတာရှိတယ်ဝိနည်းရာမှာဣတရေရတော်မူတဲ့မထေရမြတ်ကြီးပေါ့ရှင်ဥပါလိဆိုတာကတစ်ချိန်လုံးကရှင်အာနန္ဒာတို့ရှင်ဒေဝရတို့တာကီဝေမင်းသားဘွားကသူတို့ကိုစံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့သတ္တာတွေတယောက်ဂျုံမျိုးပေါ့အဲ့ဒါအရှင်သခင်လေးမြတ်စွာဘုရားကြီးကိုရှင်ရဟန်းပြုကြမယ်ဆိုပြီးတော့တာကီဝေမင်းသား6ယောက်ထွက်သွားတဲ့အခါမှာသူကလည်းလိုက်သွားတာအဲ့ဒီတာကီဝေမင်းသား6ယောက်ကသူတို့ရဟန်းပြုတော်မယ်ဒါကြောင့်သူတို့ရဲ့လက်ဝတ်လက်စားတွေစေတနာရှင်ငွေတွေနော်အပေါ်ရောဝတ်နဲ့ထုတ်ပြီးတော့မင်းယူသွားတော့မင်းပြန်တော့ဆိုတော့ဥပါလိကိုပြန်လွတ်တာအဲ့ဒီစေတနာဒုတ်ကြီးပိုက်ပြီးတော့သူပြန်လာခဏနေတော့သူပြန်လိုက်လာတယ်တာကီမင်းသား6ယောက်နောက်ကိုဟာမင်းဘာလို့လိုက်လာတော့ဆိုတော့တကယ်လို့သာတဲ့ဒီပစ္စည်းတွေကိုယူသွားပြီးတော့နန်းတော်ပြန်သွားမယ်ဆိုရင်မင်းသား6ယောက်ကိုမင်းဖြောက်ဖြက်ပြီးတော့ပစ္စည်းတွေယူလာတာတော့သူ့ကိုတရားတော်တတ်လိမ့်မယ်အပြန်ရဲဟိုစားတော့ပစ္စည်းတွေရတာသူဝမ်းသာတာနော်နောက်တော့ပစ္စည်းကသေချာတွေးကြည့်တော့သူ့အသက်အန္တရာယ်ရန်ရှာမဲ့အရာဖြစ်နေမပြန်ရဲဘူးပြီးတော့တခုလဲစဉ်းစားမိတယ်တဲ့ဒီလောက်စည်းစိမ်ဥစ္စာကြီးကျယ်တဲ့များပြားတဲ့နော်ဘုရင်ရဲ့သားတွေမင်းကြီးမင်းသားတွေတောင်အလုံးကိုစွန့်ပြီးတော့ယဟန်ပြုတ်နိုင်နေတာငါမှဘာပန်ဆိုင်မှုမှလည်းကြီးကြီးမားမားမရှိဘဲနဲ့ငါဘာလို့ယဟန်မပြုတ်နိုင်ရမှာတော့လို့သူအဲ့လိုလဲစဉ်းစားတယ်တဲ့အဲ့ဒါနဲ့သူလည်းယဟန်ပြုတ်မယ်ဆိုပြီးတော့အဲ့ဒီယရနာအထုပ်ကြီးကိုတစ်ပင်တစ်ပင်မှာရတဲ့လူယူရစ်ပါဆိုတော့စွန့်ထားတယ်လို့သူလိုက်လာတာတဲ့။ဒါမင်းသား6ဦးကလည်းသူ့ကိုခေါ်တော့တာပဲ။ကိုရောက်တဲ့အခါကျတော့တာကီမင်းသားတွေကတို့တာကီဝင်းတွေဟာအလွန်တရာမှမာမနာကြီးတယ်။ဒါကြောင့်ဥပါလိကိုအရင်ယဟန်ပြုတ်စီပြီးတော့သူ့ရဲ့ခြေကိုရှစ်ခိုးပြီးတော့မှတို့ယဟန်ပြုတ်မယ်ဆိုတော့အဲ့လိုယဟန်ပြုတ်တာ။အဲ့လိုနည်းနဲ့ရှင်ဥပါလိကနောက်တော့ယဟန်နာဖြစ်ပြီးတော့ဝီနည်းအရာမှာဣတရေရတော်မူတဲ့မထေရမြတ်တစ်ပါးဖြစ်တယ်။ခုဒီသုတ်တန်လေးဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကအဲ့ဒီရှင်ဥပါလိကမြတ်စွာဘုရားကိုမေးတာမေးတယ်ဆိုတာလေမြတ်စွာဘုရားကိုနော်တရားတောင်းတာကမ္မထံတရားတောင်းတာပါပဲတာတုမေဗန္တိဘဂဝါတန်ခိတ်တေနဓမ္မံတေတေတုမြတ်စွာဘုရားတဲ့ဘုရားကြီးတော်ကိုတဏှာတော်အဖြစ်တရားဓမ္မများဟောပြတော်မူပါယမဟံဘဂဝတောဓမ္မံသုတ်တော်မြတ်စွာဘုရားကတကယ်လို့တရားစကားဟောပြမယ်ဆိုလို့ရှိရင်အဲ့ဒါကိုတပည့်တော်နားထောင်ပြီးတော့ဧကောဝုပကထောအပမထောအာတပိပဟိတထောဝိဟရေယံသူဂတိခံပြီးတော့တောင်းသူကတရားကိုတောင်းတာတကယ်လို့မြတ်စွာဘုရားကြီးကတရားစကားကိုနာယူပြီးလို့ရှိရင်တဲ့ဘုရားပြီးတော့ဧကောတဲ့တယောက်တည်းနေပါမယ်တဲ့တယောက်တည်းကျင့်မယ်ပေါ့မြတ်စွာဘုရားရဲ့တရားဆိုတာကနော်တကူတည်းကျင့်သုံးနိုင်မှပို့ပြီးတော့ထိရောက်တာဧကောတဲ့ဝုပကထောတဲ့နော်စိတ်ငြိမ်ရာအရာမှာရှင်းကပ်ပြီးတော့နော်လူရှုပ်နေတဲ့နေရာမျိုးမှာမနေဘဲနဲ့တကယ်ကိုပဲနော်စိတ်ဉာဏ်ရက်ကိုချင်းကပ်ပြီးတော့လူကျူးကျူးစားတာအထုတ်ပါမယ်ဧကောဝုပကထောအပမထောတဲ့အဲ့လိုတယောက်တည်းစိတ်ဉာဏ်မှာနေပြီးတော့လည်းပဲတောင်းတွင်းမြောက်တွင်းနဲ့ခပ်ပေါ့ပေါ့နေတာမျိုးမဟုတ်ဘူးမမိတ်မလျော့နော်တတိတရားလက်ကင်ထားပြီးတော့သူဂယုဆိုင်ပြီးတော့ကြိုးစားပါမယ်ဧကောဝုပကထောအပမထောအာတာပိတဲ့အဲ့ဒါလိုတတိထားပြီးတော့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရပြီးတော့အမှန်တရားကိုသိအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့ပြင်းထန်တဲ့လုံလဝရိယနဲ့လည်းသူကြိုးစားမိတဲ့ရောရောပေါ့ပေါ့မကြိုးစားဘူးပေါ့ဧကောတယောက်တည်းဝုပကထောစိဉ္ဉေရမှရှင်းကပ်ပြီးတော့အပမထောမမိမလျော်သောတတိတရားဖြင့်နော်အာတာပိပြင်းထန်တဲ့လုံလဝရိယလက်ကင်ထားပြီးတော့ပဟိတထောတဲ့နိဗ္ဗာန်ကိုစေလွတ်သောစိတ်ဖြင့်ဝိဟရေယံတပြီးတော့နေပါမယ်တဲ့ဒီလိုအလုပ်တွေကိုလုပ်နေတာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေတာကရကျင်တာကဘာလဲဆိုတော့နိဗ္ဗာန်ချမ်းသာဒီပြင်ဘယ်ရည်ရွယ်ခြင်းမှမပါဘူးတကယ်ဒုက္ခငြိမ်းပြီးတော့ငြိမ်းအေးမှုအစစ်အမှန်အမြင့်မြတ်ဆုံးအရာကိုပဲဥတည်ချက်ထားပြီးတော့သူကြိုးစားမယ်ဝန်ခံချက်၅ချက်သူပြောတာနော်ဧကောဥပကထောအပမထောအာတာပိပဟိတထောဝိဟရိယတပည့်တော်ကိုတရားအချင်းချုပ်ကလေးဟောပါအကျယ်ကြီးတောင်သူမတောင်းဘူးနော်တန်ခိတေနအချင်းချုပ်တရားအချင်းလေးဟောပါထိထိမိမိ
အဲ့ဒါကိုနားထောင်ပြီးရင်သူအဲ့လိုမျိုးကောင်းကောင်းမွန်မွန်ဂရုစိုက်ပြီးတော့ပြင်းပြင်းထန်ထန်ကြိုးစားပါမယ်အားထုတ်ပါမယ်အဲ့လိုတရားတောင်းတဲ့ခါကျတော့မြတ်စွာဘုရားကလည်းပဲအလွန်ထိမိတဲ့ဟောပြောချက်လို့ဆိုရမယ်ပါဟောတယ်ဆိုတော့စေတဥပ္ပါလိတဲ့တရားသဘောတစ်မျိုးဟာတကယ်လို့အကျိုးကျေးဇူး9မျိုးကိုမဖြစ်ထွန်းစေနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါတရားမဟုတ်ဘူးတဲ့အဲ့ဒါဝိနည်းရမဟုတ်ဘူးအဲ့ဒါတထုသာသနာမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့မြတ်စွာဘုရားတရားဟောပုံလေးကတစ်မျိုးပဲဘယ်ဟာကိုတရားဆိုတာနော်တိုင်းတာဖို့အတွက်ဝေဖန်ဖို့အတွက်မြတ်စွာဘုရားကချိန်ခွင်တစ်လက်ပေးလိုက်တယ်လို့မျိုးပေတံတစ်ချောင်းပေးလိုက်တယ်လို့မျိုးပေါ့ဟုတ်လားဣမေဓမ္မာနဧကန္တနေပိဓာယဝိရာဂာယနိရောဓာယဥပတမယအဘိညာယသံဘောဓာယနိဗ္ဗာန်ယသံဝတ္တန္တိတရားတစ်မျိုးဟာအခုပြောလိုက်တဲ့အကျိုးကျေးဇူး9မျိုးမဖြစ်ထွန်းစေဘူးဆိုလို့ရှိရင်နေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးတဲ့နေသောဝိနယောအဲ့ဒါဝိနည်းမဟုတ်ဘူးတဲ့နေတံတထုသာသနာအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဒါအချင်းတူလေးကိုဥစဉ်စပြောတာနော်အကျိုးကျေးဇူး9မျိုးကိုမဖြစ်ထွန်းစေဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဘယ်လောက်စိတ်ဝင်စားတဲ့အကောင်အဲ့ဒီအကျိုးကျေးဇူး9မျိုးကဘာတွေတော့ဧကန္တနိဗ္ဗိရာယတိအချက်သေချာပေါက်ခန္ဓာဝန်ထမ်းနေရတာပဲအပေါ်မှာညီးငွေ့တဲ့သဘောဖြစ်လာရမယ်နော်ဘဝဒုက္ခတွေရဲ့ပေါ်မှာသေချာပေါက်ညီးငွေ့တဲ့စိတ်ဖြစ်ရမယ်ကျိုးကျေးဇူး9မျိုးဆိုတာစပြောပြီနော်ဧကန္တနိဗ္ဗိရာယနော်တန်တရားဝရှင်ရဲ့ကိုညီးငွေ့တဲ့စိတ်လို့ဇာလိုပေလို့ပြောရင်တော့အဲ့လိုပြောရမှာပေါ့အဲ့လူငယ်တွေနားလည်အောင်ပြောရရင်တော့အခုဖြစ်နေတဲ့ဒီအနေအထားကြီးဒါဝန်တော့မိုးကြီးကိုထမ်းနေရတာနှခရီးချမ်းကြီးကိုရှောင်းနေရတာငြိမ့်တော်မှအေးတော်မှကောင်းမှာပဲဒီလိုဖြစ်နေတဲ့အနေအထားကြီးဟာตายရတဲ့အနေအထားကြီးတစ်ခုမဟုတ်ဘူးလို့မမှန်ကန်ကန်သိပြီးတော့ညီငွေတဲ့စိတ်ဖြစ်ရမယ်တဲ့အဲ့လိုမျိုးမဖြစ်ဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဘောပေါက်ရလားဗျနေသောဓမ္မောအဲ့ဒါတရားမဟုတ်ဘူးတဲ့သောသူတော်ကောင်းတရားမဟုတ်နေသောဝိနည်းရောတဲ့ဝိနည်းဆိုတာကကိလေသာဝိနည်းတိဝိနည်းရောကိလေသာကိုပယ်တတ်တယ်လို့အဲ့ဒါဝိနည်းလို့ခေါ်တာအဲ့ဒါကိလေသာပယ်ကြောင်းတရားမဟုတ်ဘူးတဲ့နေတံတထုသာသနာအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဒါကတော့ရှင်းတယ်ပေါ့ညီးငွေတဲ့စိတ်ကိုမဖြစ်ပေါ်စေဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဒါကိုပြောတာအဲ့ဒါအကျိုးကျေးဇူး9မျိုးဆက်ပြောမှာနော်အခုဒါတစ်မျိုးပေါ့နောက်တစ်6မျိုးကျန်နေတယ်နာဧကန္တနိဗ္ဗိရာယဝိရာဂာယဟောသောတော့ကလည်းဒီစကားလုံးလေးပြောရတယ်ဝိရာဂဆိုတာဆွဲမဲ့မှုကင်းတာနော်ယာဂဆိုတာကအဝိဖြူလေးပေါ်မှာဆေးရောင်တစုံတရာစွန့်သွားသလိုထင်းသွားသလိုမျိုးနော်အဲ့ဒီယာဂအစွန်းအထင်းအစွဲအလန်းအကတ်အညိဒီတရားတွေငြိမ့်သွားစေရမယ်ဒီကလို့အဲ့လိုမျိုးငြိမ့်မသွားဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါရသော်ဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့ဘယ်နှချက်ရှိပြီတော့နှစ်ချက်ရှိပြီနော်ဧကန္တနိဗ္ဗိဒါယဝိရာဂာယနော်နိရောဓာယကိလေသာငြိမ်းလို့ကိလေသာရဲ့အကျိုးဆက်ဖြစ်တဲ့ဒုက္ခတွေချုပ်သွားတာကိုနိရောဓလို့ပြောတာအဲ့လိုနိရောဓဖြစ်မသွားဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့တိုင်းတာဖို့အခြေခံလေးတွေမှတ်သားသင့်တယ်ဟုတ်လားသုံးချက်ရှိပြီနော်ဧကန္တဝိရာဂာယနိဗ္ဗိဒါယဝိရာဂာယနိရောဓာယဥပတမယတဲ့၄ခုမြောက်ကဥပတမယဆိုတာစိတ်ကိုပူလောင်အောင်ရှုမြိုက်မဲ့အပူဓာတ်အလောင်ဓာတ်ဖြစ်တဲ့ကိလေသာတရားငြိမ်းနဲ့ကင်းတဲ့အတွက်ကြောင့်စိတ်နှလုံးရဲ့အေးချမ်းမှုကိုဥပတမလို့ခေါ်ငြိမ်းချမ်းမှုစိတ်ထဲမှာငြိမ်းအေးတာနော်အဲ့လိုမျိုးငြိမ်းအေးမှုဖြစ်မသွားဘူးဆိုရင်နေသောဓမ္မောနေသောဝိနည်းရောနေတံတထုသာသနာအဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့၄ချက်ရှိပြီနော်ဥပဒမယပြီးတော့အဘိညာယတဲ့အဘိညာယဆိုတာထူသောဉာဏ်ဖြင့်သိတာကိုပြောတာထူသောဉာဏ်ဖြင့်သိတယ်ဆိုတာကတာမန်အတိမျိုးချက်လွန်ကဲတဲ့ထူမြတ်တဲ့အတိတဲ့ပြောရရင်သဘာဝတရားတွေရဲ့ပုံမှာအနိစ္စဒုက္ခအနတ္တလို့မှန်မှန်ကန်ကန်သိတဲ့အတိကို
ထူသောအတိလို့ပြောတာဒီကမတို့ဦးဇင်းတို့တွေကညာသောဖြင့်အဲ့ဒီထူသောအတိထူသောအမြင်နဲ့နေကြတာမဟုတ်တာမန်အတိနဲ့ပဲနေတာပေါ့နော်လူမြင်လိုက်တယ်ဆိုရင်ဘယ်လိုသိတော့ဒါလူတွေလို့ပဲသိတာဒါမိန်းမတွေလို့သိမယ်ဒါယောက်ျားတွေလို့သိမယ်ဒါလူကြီးတွေလို့သိမယ်ဒါလူငယ်တွေလို့သိမယ်ရှင်းရှင်းပြောရရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့သမယိုးကြတာမန်အတိနဲ့ပဲနေနေတာဟုတ်တယ်မဟုတ်လားငါဆိုတော့အတိသူဆိုတော့အတိပုဂ္ဂိုလ်တ attva တိဟုတ်လားပြဉ္ညတိတရတိအဆိုင်ခဲတိပုံတရံတိဒီလိုအတိတွေနဲ့နေတာအဲ့ဒါရဲ့နောက်ွယ်မှာနည်းနည်းဆိုင်ဆိုင်အမှန်တရားမရှိဘူးလားရှိတယ်အဲ့ဒါဘာလို့မတည်မြဲသောအိဋ္ဌအကောင်းမဟုတ်သောဒုက္ခအဆိုးမရသောအနတ္တအဲ့ဒီသဘာဝတရားတွေကိုတိမှအဲ့ဒီအတိကိုထူကဲတဲ့အတိလို့ဆိုတာအဲ့ဒါအဘိညာယထူသောဉာဏ်ဖြင့်သိရလိမ့်မယ်ဆိုတာအဲ့ဒါကိုပြောတာတကယ်လို့အဲ့လိုမျိုးထူသောဉာဏ်ဖြင့်သိတဲ့အတိကိုမဖြစ်စေဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးအဲ့ဒါဝိနည်းမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးတဲ့အတိအကျပြောတာနော်ဧကံတေနဥပါလိဓာရိယာတိဒီတကားလေးကပါသေးတယ်ဧကံတေနဆိုတာသေချာပေါ့အဲ့ဒါလို့မှတ်ပါလို့ပြောတာဟုတ်လားဘယ်နှချက်ရှိသွားရတော့၅ချက်ရှိသွားတယ်နော်ဧကန္တနေဗိဒာယညီငွေတဲ့ဉာဏ်ကိုသေချာပေါ့ရရမယ်ဝိရာဂယဆွေးမမှုกินရမယ်ပြီးတော့နိရောဓယဒုက္ခချုပ်ရမယ်ဝိဥပသမယကိလေသာငြိမ်းလို့စိတ်ထဲမှာအေးချမ်းမှုရှိရမယ်အဘိညာယထူးသောဉာဏ်ဖြင့်သိရမယ်နောက်6ခုမြောက်ကတံဘောဓာယသစ္စာ၄ပါးကိုထွတ်ထွင်းပြီးတော့သိတဲ့မဲ့ဉာဏ်ကိုရစေရမယ်ရဖို့အတွက်အထောက်အကူပြုရမယ်ပေါ့အတိလျှော့ပြောရရင်အဲ့လိုမျိုးမဖြစ်စေဘူးဆိုလို့ရှိရင်အဲ့ဒါတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးဘုရားရဲ့အဆုံးအမမဟုတ်ဘူးတံဘောဓာယဆိုတာအဆင့်အမြင့်ဆုံးဉာဏ်ပညာကိုရအားထွတ်ထွင်းပြီးတော့သိတဲ့ဉာဏ်ကိုပြောတာဟောနော်အဘိညာယတံဘောဓာယနိဗ္ဗာနာယဆိုတာကဖိုလ်ဉာဏ်ဖြင့်ဒီဘဝတည်းနိဗ္ဗာန်ချမ်းသာကိုကြင်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အရည်အသွေးနိဗ္ဗာနာယခုနှစ်ခုမြောက်အကျိုးကျေးဇူးဟုတ်လားသူတို့နှစ်ခုကဆက်ဆက်နေတာနော်မဉ္ဇဉ်ဖြစ်ပြီးရင်ဖိုလ်ဉာဏ်ဆိုတာကာလမချဘူးတန်းပြီးတော့ဖြစ်တာဟုတ်လားနောက်ဆုံးအကျိုးကျေးဇူးကတော့အမြင့်မားဆုံးအကျိုးကျေးဇူးလို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီခုနှစ်မျိုးကိုမဖြစ်စေဘူးဆိုလို့ရှိရင်ဧကံတေနဥပါလိဓာရိယတိအဲ့ဒါကိုတရားမဟုတ်ဘူးဝိနည်းမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမမဟုတ်ဘူးလို့တေချာပေါင်းမှတ်လိုက်ပါတဲ့ဟုတ်လားတရားလာတောင်းတဲ့ရှင်ဥပါလိကိုအဲ့တိုင်ဟောတာနော်အဲ့တော့တရားဆိုတာဘာလဲဝိနည်းဆိုတာဘာလဲမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဘာလဲဆိုတော့စဟောပြန်တယ်အဲ့ဒီခုနတုန်းကအကျိုးကျေးဇူးခုနှစ်မျိုးကိုဖြစ်ထွန်းစေတယ်ဆိုရင်တော့နော်ဧသောဓမ္မောအဲ့ဒါတရားဟုတ်တယ်တဲ့ဧသောဝိနည်းအဲ့ဒါဝိနည်းဟုတ်တယ်ဝိနည်းဟုတ်တယ်ဧတံတထုတာသနာအဲ့ဒါမြတ်စွာဘုရားအဆုံးအမဟုတ်တယ်တဲ့ဟုတ်လားဆိုကြပါစို့တရားတပုဒ်ကိုနားလိုက်လို့နော်အာထုတ်လိုက်လို့နော်စိတ်ထဲမှာညီငွေမှုကိုဖြစ်သွားစေတယ်ဆိုရင်အဲ့ဒါတရားဟုတ်တယ်အဲ့ဒါဝိနည်းဟုတ်တယ်အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်တယ်ဟုတ်လားဝိရာဂယဆွဲမမှုကင်းဖို့အထောက်အကူပြုတယ်ဆွဲမမှုကင်းတယ်ဆိုရင်ဒါပါလေတရားဟုတ်တယ်နိရောဓယဒုက္ခချုပ်တယ်ဥပဒမယကိလေသာငြိမ်းတယ်နောက်အဘိညာယထူးသောဉာဏ်ဖြင့်သိတယ်သံဘောဓာယထွတ်ထွင်းပြီးတော့သိတယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေတယ်အဲ့လိုမျိုးတောက်လျှောက်ကြီးမဖြစ်သေးတောင်မှအဲ့လိုအကျိုးကျေးဇူးခုနှစ်မျိုးကိုရဖို့အတွက်အထောက်အကူပြုတယ်တွန်းအားပေးတယ်ဆိုရင်လည်းဒါပါလို့ခေါ်မှာတော့သူတော်ကောင်းတရားဖြစ်တယ်ဝိနည်းဖြစ်တယ်ရသော်ဖျက်အဆုံးအမဖြစ်တယ်အဲ့တော့ဒါလေးကဒကာတော်တို့ဦးရင်တို့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံမတန်တရားဖြစ်ကြတာမျိုးတို့လို့တွေးတောပြီးတော့မဆုံးဖြတ်နိုင်တာမျိုးမွေးပန်းနိုင်တာမျိုးဖြစ်လို့ရှိရင်ဒီလိုဒေသနာမျိုးလေးတွေကမှတ်သားဖို့ထားဖို့မလိုဘူးလားမြတ်စွာဘုရားကိုယ်တော်တိုင်ဟောတာပဲလေဟုတ်လားဒါကြောင့်ဒီအကျိုးကျေးဇူးခုနှစ်မျိုးကိုဖြစ်ထွန်းစေတယ်ဆိုရင်တော့အဲ့ဒါဟာသူတော်ကောင်းတရားဖြစ်တယ်ဝိနည်းဖြစ်တယ်မြတ်စွာဘုရားအဆုံးအမဖြစ်တယ်တဲ့ဒီလိုဟောတာအဲ့ဒီသုတ်တန်လေးကိုအခြေခံပြီးတော့ဦးဇင်းကဘာဆက်ပြောရင်တော့ဆိုတော့အဲ့ဒီအကျိုးကျေးဇူးခုနှစ်မျိုးကိုဖြစ်ထွန်းစေတဲ့တရားတွေမြတ်စွာဘုရားဟောထားတာကိုဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကတိပတ်ထဲမှာတစုတဝေးတဲ့မှတ်တမ်းတင်ထားတာရှိတယ်နော်အဲ့ဒါကိုပေးတဲ့ပေါင်းတော်ကောင်းတို့ငယ်ငယ်တုန်းကအမေတွေအဖေတွေကသင်ထားတာတွေတချို့လည်းရှိကောင်းရှိမယ်ဦးဇင်းတို့ငယ်ငယ်တုန်းက
မိခင်ကြီးရွတ်တာကိုခဏခဏကြားရဘူးတယ်ပေါ့ဘာရွတ်တုံဆိုတော့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလနုတ္တိစာဃာနုတ္တိဒေဝတာနုတ္တိအာနာပါနတတိမရဏတတိကာယကတတတိဥပသမတတိဆိုတာအနုတ္တိ10ပါအနုတ္တိဆိုတာအဖန်ပန်အမှတ်ရနေတဲ့တတိကိုအနုတ္တိလို့ပြောတာနောက်တတိဆိုတာကအောက်မေ့တာအမှတ်ရတာအကုသိုလ်တွေမဟုတ်တာတွေကိုအောက်မေ့တဲ့အမှတ်ရတဲ့တတိလည်းရှိတယ်အဲ့ဒီတတိကိုတော့မိစ္ဆာတတိလို့ဆိုရမှာနော်အခုတတိကအဲ့လိုတတိမျိုးမဟုတ်ဘူးမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရတဲ့မြင့်မြတ်တဲ့တတိအဲ့ဒီတတိကိုကျင့်ဖန်များစွာဖြစ်အောင်ကြိုးစားတာဒါကိုအနုတ္တိလို့ပြောတာဒါနဲ့ဘာကိုအဖန်မှန်တတိယနေရမှာတော့ဘာကိုခဏခဏအောက်မေ့နေရမှာတော့ဒါကတော့ဦးဇင်းတို့ရဲ့စိတ်ကလေးကတခုခုတော့အောက်မေ့နေတာပဲနော်အမြဲတမ်းလိုလေအမှတ်ရနေတာမျိုးအမြဲတမ်းလိုမရှိဘူးလားရှိတယ်တွေးနေတာတွေစဉ်းစားဆင်ခြင်နေတာတွေရှိတယ်လို့တခါတလေအမှတ်ရနေတာတွေအမြဲတမ်းကြီးတော့မဟုတ်ဘူးပေါ့နောက်တခုခုကိုအမှတ်ရနေတဲ့အခြေအနေတော်တော်များများမရှိဘူးလားအဲ့ဒီအမှတ်ရနေတာများသောအားဖြင့်မမှန်ကန်သောမမြင့်မြတ်သောအဲ့တန်ဖိုးမရှိသောအရာတွေရဲ့ပုံမှာအောက်မေ့အမှတ်ရနေတာတွေများနေတဲ့တည်းအဲ့ဒီလိုအမှတ်ရမှုမျိုးမဖြစ်စေဘဲနဲ့မြင့်မြတ်သောကောင်းမွန်သောမှန်ကန်သောအရာတွေရဲ့ပုံမှာမိမိရဲ့တတိကိုထားနိုင်ဖို့မလိုဘူးလားလို့လေအဲ့ဒါမြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာဧကဓမ္မောဘိက္ခဝေဘာဝိတောဘဟုလိကတောဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပတ္တမယအပိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တန္တိယဟန်တို့တဲ့တခုသောတရားကိုပွားများမယ်ကျင့်ဖန်များစွာအထုတ်မယ်ဆိုလို့ရှိရင်ဧကန္တနိဗ္ဗိဒာယဝိရာဂာယနိရောဓာယဥပတ္တမယအပိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တန္တိဟောခုနကဦးဇင်းပြောခဲ့တဲ့အချင်းချုပ်ရှင်းပြခဲ့တဲ့အကျိုးကျေးဇူး9မျိုးကိုတစ်စက်တည်းဟောပြီးတော့တခုသောတရားကိုပွားများမယ်ကျင့်ဖန်များစွာအထုတ်မယ်ဆိုရင်အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုရလိမ့်မယ်တဲ့ဟောသောသောတုန်းကဒေသနာလေးနဲ့ဆက်ဆက်ပြီးတော့မှတ်သိချင်တာနော်သောသောတုန်းကအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုမဖြစ်ထွန်းစေဘူးဆိုရင်အဲ့ဒါတရားမဟုတ်ဘူးလို့ပြောရအောင်အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေရင်အဲ့ဒါကတော့သူတော်ကောင်းတရားအဲ့ဒါဝိနည်းအဲ့ဒါဘုရားရဲ့အဆုံးအမလို့ဒီလိုပြောတာအခုအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေမယ်တခုသောတရားဆိုတာကိုမြတ်စွာဘုရားဟောပြန်တယ်အောင်ဒါပေမဲ့အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုရကျင်တယ်ဆိုရင်တော့အဓိကကဘာပါနေဆုံးဆိုတော့ဘာဝီတောဘဟုလိကတောဆိုတဲ့စကားနောက်တစ်ခုသောတရားကိုဘာဝီတောဘဟုလိကတောကျင့်ဖန်များစွာပွားများရမယ်မိမိတန်တာမှာကျင့်ဖန်များစွာဖြစ်စေရမယ်အဲ့ဒါကအဓိကတောချက်လို့တောင်ဆိုရမလို့ရှိရောနော်ဧကဓမ္မောဘိက္ခဝေဘာဝီတောဘဟုလိကတောဘာဝီတောပွားများတယ်ဘဟုလိကတောကျင့်ဖန်များစွာဖြစ်စေတယ်အဲ့လိုမျိုးပွားများမယ်ကျင့်ဖန်များစွာဖြစ်စေမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး9မျိုးကိုရလိမ့်မယ်တဲ့အဲ့ဒီတခုသောတရားကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိပဲတဲ့ဟောမြတ်စွာဘုရားရဲ့ဂုဏ်မြတ်စွာဘုရားရဲ့အည်အသွေးကိုအမှတ်ရနေတဲ့တတိကိုကျင့်ဖန်များစွာဖြစ်အောင်အားထုတ်မယ်ဆိုရင်အဲ့ဒါကိုမလို့ခေါ်တော့ဗုဒ္ဓနုတ္တိအမှနားမလည်ကြမရှိဘူးနော်မြတ်စွာဘုရားရဲ့နောက်အည်အသွေးမြတ်စွာဘုရားရဲ့ဂုဏ်နေအလွန်တရာမှကြီးကျယ်ပါတယ်အလွန်တရာမှများပြားပါတယ်နောက်တာမန်ပုဂ္ဂိုလ်တယောက်စုံအောင်သိဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဘုရားဆိုတာကိုမပြောနဲ့နော်အလွန်အသိဉာဏ်ကြီးတဲ့သိပ္ပံပညာရှင်ကြီးတယောက်သိထားတဲ့အသိကိုတရားဓမ္မတို့အင်းတို့တာမန်တို့တွေသူဘာတွေသိထားတယ်လို့အကုန်သိနိုင်မလားဘယ်လောက်မှသိမကွာဘူးလို့ထင်ရတာတော့ကိုမသိနိုင်ဘူးနော်လေးသိချင်းတဲ့ကဘာတသိအ ਨੇ ဆုံးပါရမီဖြည့်ပြီးတော့မှတဘာဝလောကကြီးရဲ့အကြောင်းကိုအကုန်အရှင်ထူးထွင်းပြီးတော့သိထားတဲ့မြင်ထားတဲ့ဘုရားတဆူရဲ့ဂုဏ်အည်သွေးကိုတရားဓမ္မတို့ဦးဇင်းတို့တာမန်လူတယောက်အနေနဲ့အစုံနဲ့သိဖို့ဆိုတာလုံးဝမဖြစ်နိုင်ဒါကြောင့်ဦးဇင်းတို့စာရီထဲမှာပြောတာဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုကျန်တဲ့ဘုရားတဆူကဘဝတစ်လျှောက်လုံးဒီပြင်တရားဘာမှမဟောဘဲနဲ့အဲ့ဒီဘုရားတဆူရဲ့ဂုဏ်ကိုပဲထိုင်ပြီးတော့ဟောမယ်ဆိုရင်အဲ့ဒီဘုရားပြိဋိဘန္နာဆံသွားမယ်ပြောစရာဂုဏ်တွေကတော့ကုံသွားမှာမဟုတ်ဘူးတဲ့အဲ့ဒီလောက်ကြီးကျယ်တယ်များပြားတယ်နည်းနည်းတယ်အဲ့လောက်များပြားတဲ့ဂုဏ်တွေထဲကနေမြတ်စွာဘုရားကဂုဏ်တော်9ပါးဆိုတော့အနှစ်ထုတ်ပြီးတော့ဟောတာမရှိဘူးလားရှိတယ်ဒါငယ်ငယ်လေးကစတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဘေးအခြေအနေကြောင့်လွယ်လွယ်ကူကူခေါင်းထဲကိုရောက်ခွင့်ရှိခဲ့တယ်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓော
ဝိဇာစရဏတံပန္နောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတလုံးချင်းစီမှာအလွန်ကျေပြန့်တဲ့လေးလက်တဲ့အဓိပ္ပာယ်တွေရှိတယ်အဲ့ဒါတွေကိုဦးဇင်းတို့အကျေပြောဖို့အခြေမရှိဘူးနော်အလုံးလည်းပဲတချို့လည်းပဲအထိုင်းလေးအောင်သိပြီးသားပါတကယ်လို့မသိသေးဘူးဆိုရင်လည်းပဲကိုယ်နှုတ်ထဲမှာရထားတဲ့စကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုသိအောင်လုပ်ရတာစိတ်ဝင်စားစရာကောင်းပါတယ်။ရာပြီးသားစာလေးတွေကိုပြန်ပြီးတော့အဓိပ္ပာယ်ကိုနားလည်အောင်ကြိုးစားရတာစိတ်ဝင်စားစရာကောင်းပါတယ်။ဟုတ်လားအရဟံဆိုရင်မပြောတာတော့ကိလေသာငြိမ်းတဲ့သဘောနော်အရဟံရဲ့အဓိပ္ပာယ်ကိုကျမ်းဂန်တွေမှာအများကြီးဖွင့်ပြတယ်။ဟုတ်လားအပေဝရှင်ရဲ့တန်တရားဝရှင်ရဲ့အကြောင်းမကောင်းရုပ်မှ1500သောကိလေသာယံသူတို့ကိုအရဟတမေဉာဏ်တန်လည်းဖြင့်အကျွမ်းမဲ့ပေတတ်ဝါဒနာအငွေ့တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုကျင်ပါအတန်တန်တဲ့သောတန်တရားစိတ်အထောက်အကန့်တို့ကိုဖြစ်စီကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနှက်ပြမတတ္တဝါအလုံးတို့၏ပူဇော်ထုကိုခံတော်မူခြင်းကထိုက်တန်တော်မူသောကြောင့်အရဟံသောဂုဏ်နဲ့ပြည်စုံတော်မူပါ၏ဒါကမင်းကုန်းဆရာဘုရားကြီးရဲ့နော်မိခင်ကြီးလို့တောင်ဆိုနိုင်တဲ့ဓမ္မအရာမှာမိခင်ကြီးလို့တောင်ဆိုနိုင်တဲ့နော်သီလရှင်ဆရာကြီးနော်ရေးခဲ့တာမြန်မာနိုင်ငံအမျိုးသမီးလောကရဲ့စံပြပုဂ္ဂိုလ်ကြီးလို့နော်ဆရာတော်တမတော်ကြီးတွေချီးမွမ်းခံထုတ်တာကိုခံရတဲ့အမျိုးသမီးကြီးပေါ့တော်ဓမ္မစာရီအလွန်အံ့ဩစရာကောင်းအောင်တော်တဲ့အမျိုးသမီးကြီးနော်တထေးသမီးပါပဲအဲ့ဒါအဖေမေကသီလရှင်ဝတ်တာခွင့်မပြုလို့ဆိုတော့ထွက်ပြေးပြီးတော့ကိုကောင်းကိုဟောက်ကိုတုံးပြီးတော့ဝတ်တာနောက်ဘုန်းကြီးတွေလက်ဖြားခါလာအောင်စာတတ်တယ်ကျမ်းဂန်တစ်ခုရေးသားပြုစုဖို့ဘုန်းကြီးတွေရောသီလရှင်တွေရောအကုန်ပြိုင်တာနံပါတ်1ရရွှေရစိတ်နော်အဲ့ဒီဆရာကြီးရေးခဲ့တာထားပါတော့ဒါဆက်မိလို့ပြောတာအတော်ချင်းတို့ပြောနေတာကမြတ်စွာဘုရားရဲ့ဂုဏ်အည်တွေးကိုအမှတ်ရတတ်တဲ့တတိကလေးကိုကျင့်ဖန်များစွာဖြစ်အောင်အားထုတ်မယ်ဆိုလို့ရှိရင်ခုနကအကျိုးကျေးဇူး9မျိုးရရှိနိုင်တယ်ဆိုတဲ့အချက်ကိုပြောနေတာဘုရားကုံကိုစဉ်းစားတာနဲ့ဘယ်လိုလုပ်ပြီးတော့တန်တရားဝရှင်ရဲ့ကိုညီးငွေတဲ့စိတ်တွေပေါ်လာနိုင်လဲလို့အပေါ်ယံလေးမတွေးသင့်ဘူးမြတ်စွာဘုရားရဲ့ဂုဏ်ထဲမှာနဲ့နေတာကြီးအများကြီးပါတယ်တဘာဝတရားတွေကိုထွန်းပြီးတော့သိထားတဲ့အကြောင်းကိုစဉ်းစားခြင်းအပြင်ကိုယ်တိုင်လည်းပဲတဘာဝတရားတွေရဲ့အကြောင်းကိုသိသွားနိုင်တယ်အဲ့ဒီနည်းနဲ့အမှန်ကိုသိပြီးတော့ညီးငွေတဲ့ဉာဏ်ကိုရနိုင်တယ်ဟုတ်တယ်မဟုတ်လားဝိရာကတတ်မဲ့မှုကင်းတဲ့သဘောនិရောဓဒုက္ခချုပ်တဲ့သဘောဥပဒမရဲ့စိတ်ထဲမှာငြိမ်းအေးတဲ့သဘောဘုရားရဲ့ဂုဏ်ဆိုတာအလွန်လေးနဲ့တဲ့အမှန်တရားလေးနဲ့လုံးအားကြီးလို့သူ့ကိုစီးပြန်လို့ရှိရင်ဇံတောင်မရနိုင်လေးနဲ့လုံးအားကြီးလို့သိလားအဲ့လိုပဲဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အနုဒ္ဓရိ7ပါးကိုတပါးချင်းဦးဇင်းတို့အသေးစိတ်ပြောနေတရားကအရင်ရှည်လျက်သွားတယ်လူရင်းလေးတွေကိုပဲပေးတဲ့တို့မှတ်သိခြင်းတာပါမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအမှတ်ရနေတဲ့တတိကိုပွားများခြင်းအပြင်ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးရရှိစေနိုင်တယ်အဲ့ဒါဆိုရင်အဲ့ဒါဒီပါလေသူတော်ကောင်းတရားဖြစ်တယ်အဲ့ဒါဒီဣရိသာကိုပယ်တတ်ကြောင်းဝိနည်းဖြစ်တယ်အဲ့ဒါဒီမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုအမှတ်ရနေတယ်ဆိုရင်ဩဘုရားရဲ့အဆုံးအမကိုဟာလိုင်းနာနေတာဒီလိုလေးတပါးရှိနော်10ပါးပြောရမှာဟုတ်လားနောက်ဒုတိယဧကဓမ္မတစ်ခုသောတရားကဘာလဲဆိုတော့ဓမ္မာနုတ္တိနော်ဧကဓမ္မဘိက္ခွေဘာဝိတောဘုလိခိတောပါဠိတွေမကျွတ်တော့ဘူးနော်အဲ့ဒီဓမ္မာနုတ္တိဆိုတာတရားရဲ့ဂုဏ်အည်တွေကိုအမှန်မှအောင်မေ့တာအမှန်ရသူ့ကိုလည်းပဲကျင့်ခံများစွာပွားများမယ်ဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုးဖြစ်ထွန်းစေမယ်။တရားရဲ့ဂုဏ်အည်တွေးဆိုတာကလည်းပဲနော်အစိမ်တရားနော်အပမေယအသင်ချေယမရေတတ်နိုင်တော့အောင်ညာပြားတယ်မကြံစီနိုင်တော့အောင်နည်းနည်းတယ်ဟုတ်လားဒါပေမဲ့သူ့ကိုလည်းပဲတူရာရှုပြီးတော့မြတ်စွာဘုရားကဂုဏ်တော်6ပါးတရားရဲ့အည်တွေကိုမဟောခဲ့ဘူးလားဟောခဲ့တယ်အဲ့ဒါလည်းပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့နှုတ်ထဲမှာရှိနေတာပဲသက္ခတောဘဂဝတာဓမ္မောတတိတိကောအာဂါလိကောဧဟိပတိကောဩပ္ပနေယိကောပစ္စတံဝိရိတဘောဝိညုဟိဒီတရားရဲ့ဂုဏ်လေးတွေကိုလည်းပိဿပေါင်းသူတော်ကောင်းတို့အတိပ္ပယ်ကိုအသေးစိတ်နားလည်ထားတဲ့တော့သက္ခတာဆိုတာမပြောတာတော့သူအခါတကောင်းကောင်းဟောထားတာကောင်းကောင်းဟောတယ်ဆိုတဲ့အတိပ္ပယ်က
မှန်ကန်တဲ့အကျိုးရှိတယ်ဆိုတာကိုကိုယ်စားပြုတာပြောတဲ့အတိုင်းမှန်တယ်မှန်ယုံနေမဲလားဆိုတော့မဟုတ်အကျိုးရှိတယ်ဒီစကားမျိုးကိုဘာလို့ခေါ်တော့ကောင်းသောစကားပေါ့မြတ်စွာဘုရားရဲ့စကားတော်တွေပြောခဲ့ဟောခဲ့တာတွေမှန်သမျှအကုန်လုံးမှန်ကန်တဲ့အကျိုးရှိတယ်ဒုက္ခတာပြီးတော့ဗါလဲတော့ဒုက္ခတော်ဘဂဝတာဓမ္မောတန်ဋိဋ္ဌိကောကိုယ်တိုင်သိနိုင်အလိမ်ညာမခံရကိုယ်တိုင်သိအောင်လုပ်လို့ရတယ်အမှန်ကန်ချက်ရှိတယ်နော်မင်းတို့မသိနိုင်ဘူးဒါဒီပြင်လူတွေမှသိနိုင်တာအချင်းတစ်ခုရှိတဲ့လူမှသိနိုင်တာဆိုရင်အဲ့ဒီတရားစိတ်ဝင်စားတယ်မရှိအောက်ကိုမှမသိနိုင်မနဲ့ဘာလုပ်ရလဲဟုတ်တယ်မဟုတ်လားတန်ဋိဋ္ဌိကကိုယ်တိုင်သိနိုင်တယ်ပြီးတော့ဗါတော့အာကာလိကောနော်အချိန်မနဲ့အကျိုးပေးတယ်ဒါကမဉ္ဇဉ်၄ပါးကိုအဓိကမုတ်ချပြောတာပါအခုမဉ္ဇဉ်ဖြစ်ရင်အချိန်ကာလမချဘဲနဲ့တောက်လျှောက်ဖို့ဉဏ်ဆိုတာဖြစ်ပြီးတော့ငြိမ်းအေးမှုကိုရတယ်အေဟိပတိကကောင်းလွန်လို့နော်ကိုယ်စကားကိုနားထောင်မဲ့ထင်တဲ့ပုံကိုယ်တွေကိုလာစမ်းမှာလုတ်ကြည့်စမ်းမှာလို့တိုက်တွန်းတိုက်တဲ့တရားဟောအေဟိပတိကဩပနိယကနော်မိမိအတွက်အကျိုးရှိလွန်းလို့ကိုယ်နဲ့အမြဲမကွာအမြဲတမ်းဆောင်ထားတိုက်တဲ့တရားကိုယ်တဏ္ဍမှာအမြဲတမ်းသူ့ကိုဖြစ်နေစေတဲ့တယ်သူရှိနေတာတော့ကိုယ့်အပေါ်မှာကောင်းတာဘယ်ရာမှမရှိဘူးတရားကိန်းနေတာတော့ကိုယ့်အတွက်ကောင်းတာဘယ်ရာမှမရှိဘူးဒါကြောင့်တခါကဦးဇင်းတို့စဉ်းစားသိနေတာပေါ့နော်ဘာမရတာကမှတရားမရတာတော့ကိုယ့်ကိုမထိခိုက်စေဘာရတာကမှတရားရတာတော့ကိုယ့်ကိုမကောင်းစေဒါဆိုရင်ဒါကကုံသွားတယ်နော်ဘာမရတာကမှတရားမရတာတော့ကိုယ့်ကိုမထိခိုက်စေတခါလေကိုလိုချင်တာလေးမရရင်တော်တော်ဆိုးတော့မှလို့ထင်တာရှိရင်တော့အဲ့ဒီလိုခါမျိုးမှဒီစကားမျိုးလေးတွေကိုတတိယသိနေအောင်ဒီမြာမရတာကိစ္စမရှိပါဘူးတရားမရတာတော့တကယ်ထိခိုက်နေမယ်တခါတလေတစ်ခုခုရမှဆိုရင်သိကောင်းမယ်လို့ထင်သွားတာတွေရှိပါဒီဘလို့ပဲရပြီးတော့လဲဒုံရင်ပဲဟုတ်လားတရားကိုရတာတော့တကယ်ကောင်းပြီးတော့အသွားစီဘူးဒါဘာလို့ပြောတော့ဩပနိယကနဲ့ပတ်သက်ပြီးတော့ပြောတာကောင်းလုံးလို့ဆောင်ထားလိုက်တယ်အမြဲတမ်းကိုယ်တဏ္ဍာမှာဖြစ်နေစေတဲ့အောင်ဩပနိယကပြီးတော့ပါတော့ပစ္စတံဝိရိတဘောဝိညိုဟိဒါပေမဲ့ဒီလောက်ကောင်းတဲ့တရားကိုသိနိုင်ဖို့မြင်နိုင်ဖို့ဆိုရင်ဉာဏ်ရှိဖို့တော့လိုတယ်တဲ့ဉာဏ်မရှိရင်အသိမရှိရင်တော့ဒီသူတော်ကောင်းတရားရဲ့အရာကိုသူဟာညီးစမ်းနိုင်မှာမဟုတ်ဒါဆိုရင်သူတော်ကောင်းတရားကအဆင့်ခွဲခြားသလားလို့မေးရင်ခွဲခြားတယ်လို့ပဲပြောရမယ်ကျန်တဲ့အဆင့်ကိုခွဲခြားတာမဟုတ်အသိဉာဏ်အဆင့်ကိုခွဲခြားတာမသိရင်တော့နားလည်နိုင်မှာမဟုတ်နားမလည်နိုင်ဘူးဆိုရင်တော့သူအရာသာရှိမှာမဟုတ်သဘောပေါက်ရင်လားဗျာဒါမျိုးဆိုဘုရားရဲ့တရားတော်တွေရဲ့ဂုဏ်ပေါ့ဒါကိုအမှတ်ရမယ်ဆိုရင်စောစောကပြောခဲ့တဲ့အကျိုးကျေးဇူး9မျိုး9မျိုးဖြစ်ထွန်းစေနိုင်တခုသောတရား10မျိုးပြောမှာ2မျိုးရှိနော်ဗုဒ္ဓအနုတ္တိဓမ္မအနုတ္တိပြီးတော့ပါလာမလို့သံဃာအနုတ္တိနော်သံဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်ရည်တွေနော်သံဃာဆိုတာကရသော်ဘုရားဟောပြတဲ့ဒေသနာတွေနဲ့အညီကျင့်ကြံကြုတ်ကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေပေါ့အဓိကအဓိပ္ပာယ်ကတန်ခါဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအယူတီလတူမြသူတို့ရဲ့အစုအဝေးကိုတန်ခါလို့ခေါ်တာတန်ခါဆိုတာအပေါင်းပဲတကယ်တမ်းကပေါင်းထားတာဘာတွေပေါင်းထားတာလို့ဆိုတော့အယူအဆပိုင်းရောအကျင့်ပိုင်းရောတူတဲ့ပုဂ္ဂိုလ်တွေပေါင်းထားတာအလွန်တိကျတယ်နော်ဦးဇင်းတို့ကျမ်းဂန်တွေမှာလာတဲ့စာတွေကနော်ဘာတွေပေါင်းထားတယ်အယူအဆပိုင်းရောအကျင့်သီလပိုင်းရောတူမြတာမြတ်စွာဘုရားတပိသားတန်ခါတွေဟာဝိနည်းသိက္ခာပုဒ်တွေဟာတူမြစွာပဲရှိတယ်။ဘယ်သူကတော့ဘာမို့လို့အခွင့်ဒုက္ခပေါ်အဲ့ဒါ तू မကျင့်ရဘူးလို့အဲ့လိုမရှိဘူး။ဟုတ်လား။ပြီးတော့အယူအဆပိုင်းဆိုင်ရာမြတ်စွာဘုရားချမှတ်ပေးထားတာ။ပုဂ္ဂိုလ်တ attva ဆိုတာမရှိဘူး။သဘာဝတရားတွေဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘော။သစ္စာ၄ပါးသဘောပေါ့အဓိကအယူအဆပိုင်းဆိုင်ရာပြောရမယ်ဆိုရင်ဟုတ်လား။အဲ့ဒါဘာလို့တူမြဒီလိုပုဂ္ဂိုလ်တွေပေါင်းစုထားတာဘာလို့ခေါ်တော့တန်ခါ။အဲ့ဒီတန်ခါကသမုဒိတန်ခါရှိတယ်ပရမတ္ထတန်ခါရှိတယ်သမုဒိတန်ခါကဦးဇင်းတို့လိုမျိုးတိမ်ထဲမှာတော့ယဟန်တန်ခါတွေကဝိုင်းပြီးတော့ကမောဝါစာနဲ့တာဟာသိက္ခာပုဒ်တွေကိုကျင့်သုံးမဲ့ယဟန်ဖြစ်တယ်လို့နောက်ကမောဝါစာဖတ်ပြီးတော့အတိအမှဝိုင်းပြုတ်လိုက်လို့ဖြစ်လာတဲ့တန်ခါမျိုးကိုသမုဒိတန်ခါလို့ခေါ်တယ်သမုဒိတန်ခါထဲမှာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်အဆိုးရှိတယ်ဆိုပြီးတော့တိတ်ပြီးတော့အထင်သေးသွားသိကျင်တာမျိုးတော့မဖြစ်စေချင်ဘူး
ဘုန်းကြီးဘလောက်ဆိုးနော်လူတွေဆိုတာတော့တော့မမီဘူးလို့ထင်ဟုတ်လားဘုရားဟောတာဒါတိုင်းရှိတယ်တော့ယဟန်ဒုတိလာကလူဒုတိလာတဲ့တာတဲ့အချက်10ချက်ရှိတယ်လို့ဟောတာရှိတယ်တော့ဒီအဝတ်ကလေးရှိတဲ့အခါကျတော့စီမဲ့ကမ်းမဲ့ဗျံပရာဆိုးကျင်တိုင်းဆိုးလို့မရတဲ့အပိုင်းရှိစကားတွေစက်မိတာတွေရှောက်ပြောနေပြီးမှဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော့သမုဒိတန်ခါဆိုတာအကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်ပရမတ္ထတန်ခါကျတော့အဲ့လိုမဟုတ်ပရမတ္ထတန်ခါဆိုတာကတရားထုတရားမြတ်ကိုရတဲ့ပုဂ္ဂိုလ်တွေကိုပရမတ္ထတန်ခါလို့ခေါ်တာဟုတ်လားအဲ့ဒီလိုတန်ခါတော်ရှင်မြတ်တို့ရဲ့ဂုံအည်သွေးကိုအပ္ပမအောင်မေအမှတ်ရမယ်ဆိုရင်ခုနကပြောခဲ့တဲ့အကျိုးကျေးဇူးခုနမျိုးဖြစ်တော့မယ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိနောက်ပြီးတော့ဘာလို့သီလနုတ္တိတဲ့သီလနုတ္တိအရင်လာရသီလနုတ္တိဆိုတာကကိုယ့်ရဲ့ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့နော်စဉ်းစားငါသီလဖြူရှင်လိုက်တာငါအရာတော်လိုက်တာကိုယ်သီလကိုအောက်မေ့တာအမှတ်ရတာဒါသီလနုတ္တိဒီနေ့မှာပြောရတဲ့ခုရှိတာကဗုဒ္ဓနုတ္တိဖြစ်ဖို့ဓမ္မနုတ္တိဖြစ်ဖို့သံဃာနုတ္တိဖြစ်ဖို့ထဲသီလနုတ္တိဖြစ်ဖို့ကလောလောဆယ်မှာသိမလွယ်ဘူးဘာဖြစ်လို့လဲဗုဒ္ဓနုတ္တိကဘုရားရဲ့ဂုဏ်မှာရှိပြီးသားကိုကအာယုံပြုလိုက်ဖို့သီလနုတ္တိကဖြစ်ကျင်တယ်ဆိုရင်ကိုယ်မှာသီလအရင်ရှိဖို့လိုရအောင်ပဲဟောမရှိဘဲနဲ့ဘယ်လိုလုပ်အာယုံပြုမလို့ဟုတ်တယ်မဟုတ်လားအဲ့တော့သီလနုတ္တိဘာဝနာကုသိုလ်ကိုဖျားကျင်တယ်ဆိုလို့ရှိရင်ပထမဦးစွာကိုချင်းသီလ၅ပါးသီလကိုတော့အဋ္ဌံလေးနဲ့3ရက်တန်သည်5ရက်တန်သည်9ရက်တန်သည်တတ်နိုင်တဲ့လောက်ဖြူစင်အောင်ကျင့်သုံးပြီးမှအဲ့ဒါကိုစဉ်းစားရမယ်သူလည်းတန်ဖိုးကြီးရဲ့ဓာတ်လူဟောတာနော်မြတ်စွာဘုရားဟုတ်ရဲ့လားဒါကြောင့်သီလနုတ္တိကိုတော့အဲ့ဒါလေးထည့်ပြီးတော့ပြောကြပါတယ်သီလနုတ္တိဖြစ်ခြင်းနဲ့ဆိုရင်တော့အရင်သီလဖြူစင်အောင်ကြိုးစားရအောင်သီလနုတ္တိပြီးတော့ဘာလို့များစာဂာနုတ္တိတဲ့ဒါတော့ဖြစ်ဖို့လွယ်တယ်အောင်ဆိုစွန့်ကျင်မှုကိုအမှတ်ရဖို့အတွက်အမှတ်ရစရာတွေပိဋကတ်မှာအများကြီးမရှိဘူးလားရှိရနော်အနေနဲ့များဆိုသလိုပေကံစွန့်ကျင်တူရန်မှုစွန့်လွတ်ထားမှုလူတိုင်းမှာကိုယ်တိုင်းတာလေးနဲ့ကိုတော့ရှိထားပါတယ်အဲ့ဒီတည်းကကိုယ့်ရဲ့စိတ်ထဲမှာတကယ်ကိုထိထိရောက်ရောက်နော်စိတ်ပါလက်ပါကြည်ကြည်နူးနူးလေးစွန့်လွတ်ခဲ့ရတာမျိုးလေးကိုအဖမအမှတ်ရနေတာအလွန်တရာမှအနှစ်သာရရှိတယ်အောင်အဲ့မြတ်စွာဘုရားကခုနကအကျိုးကျေးဇူး9မျိုးရနိုင်တယ်လို့တန်းတူကိုဟောထားတာဘုရားဟောထားတာတွေကိုစိတ်ထဲမှာနားမလည်သေးတောင်မှမှတ်သားထားစေခြင်းတယ်နားမလည်သေးတာကကိုယ့်ရဲ့ဉာဏ်ပညာအဆင့်မမီသေးလို့ဒီလိုလည်းပဲသဘောပေါက်ထားစေခြင်းတယ်ပေါ့။စာဂနုတ္တိကိုစဉ်းစားတာနဲ့ဘယ်လိုလုပ်ပြီးတော့ဝိဆင်းရဲကိုညီငွေတဲ့စိတ်ပေါ်လိမ့်မလဲလို့တွေးကြရှိတာ။ဒါပေမဲ့မဖြစ်နိုင်မဲနဲ့မြတ်စွာဘုရားဟောပါမလား။ဟော။တော့ကိုယ့်ရဲ့ဉာဏ်တို့ကိုယ့်ရဲ့ဉာဏ်နဲ့စဉ်းစားလို့ရတဲ့အဖြေနဲ့မြတ်စွာဘုရားဟောထားတာကိုသွားပြီးတော့တခါတလေပခုံးချင်းရှင်းနေတာမျိုးကရှိနေတတ်လို့ပြောပြတာ။ဒီချာချာကြီးရှင်းတာတော့မဟုတ်ဘူးနော်။ကိုယ့်အကောတန်ရည်ဖြစ်နေအောင်ဒါကြီးဖြစ်နိုင်မှာမလားဟုတ်လားဘာမှမဝေဖန်ရဘူးလို့ကန့်ကွက်တာမျိုးမဟုတ်ပါဘူးတခါတလေကိုတစ်ချိန်လုံးကဘလို့မှလက်မခံနိုင်တဲ့အရာတွေကပဲတကယ်လောကကြီးမှာတကယ်ဖြစ်နေတာတွေနောက်တစ်ချိန်မှာသိရတာတွေအများကြီးမရှိနိုင်ဘူးလားဒါကြောင့်ကိုသိပြီးတော့လည်းအထင်မကြီးဖို့လိုသေးတာဟုတ်တယ်မဟုတ်လားဒါပေမဲ့အချိန်တိုင်းမှာကိုတော့သိပြီးနားလည်ပြီးလို့ထင်နေကြတာကြီးပဲနော်ဒါပါတော့ဒါဘယ်နှမျိုးရှိသွားပြီလို့ဗျာ5မျိုးရှိသွားပြီနော်နောက်6ခုမြောက်ကဘာပြောတော့ဆိုတော့ဒေဝတာနုတ္တိနော်ဒေဝတာနုတ္တိဆိုတာကလက်ပြည်မှာဖြစ်နေကြတဲ့လက်တွေပြမာတွေသူတို့တော်ကောင်းတရားတွေရှိလို့တိတိကျကျပြောရင်တတ္တသီလစာကပညာဆိုတဲ့တရားကောင်းတွေရှိလို့သူတို့ဟာကောင်းမွန်တဲ့ဘဝတွေကိုရတာအဲ့ဒီနတ်တွေကိုတတ္တိအရာမှာထားပြီးတော့ငါမှလည်းပဲနတ်ပြည်ကိုရောက်စေနိုင်တဲ့အဲ့ဒီလိုမျိုးတတ္တသီလတုဒ္ဒစာကပညာသူတော်ကောင်းတရားတွေရှိတယ်ဒါကြောင့်ငါဘဝဟာအရာတော်တယ်လို့ရှင်းတာနတ်တွေကိုတတ္တိအရာမှာထားပြီးတော့ကောင်းမြတ်တဲ့ဓာတ်တဘာဝတွေငါမှလည်းရှိတယ်လို့စဉ်းစားတာအများကြီးဖြစ်เสียအကြောင်းမရှိဘူးလားရှိတယ်အဲ့တော့ဒီဒေဝတာနုတ္တိကိုဖြစ်စီခြင်းလဲဆိုရင်လည်းပဲကိုယ်တန်တာမှာတတ္တသီလစာကပညာသုဒ္ဓပညာဒါတွေရှိဖို့မလိုဘူးလားရှိလို့တယ်ရှိပြီးသားလေးတွေကိုပြန်ပြီးတော့စဉ်းစားရတာလည်းပဲပို့ပြီးတော့တိုးပွားလာတဲ့သဘောဟောတခါတလေအရင်နဲ့အတိုးကများနေတာမျိုးတောင်ရှိတယ်ဆိုရပါစို့ဒါနပြုတယ်စာကဒါနပြုတယ်ဆိုတာ
ဒါနာကောင်းမှုပြန်ပြီးတော့အမှတ်ရတာကြတော့ဘယ်တဲ့ရောက်သွားဘာဝနာကုသိုလ်တွေရောက်သွားဇာဂနုဒ္ဓတိဘာဝနာအရင်နဲ့အတိုးကများနေတတ်တယ်ဆိုတာအဲ့ဒါကိုရည်ညွှန်းတာအောင်ခုဇာဂနုဒ္ဓတိသူလည်းပဲအကျိုးကျေးဇူး9မျိုးကိုမဖြစ်ထွန်းစေဘူးလားဖြစ်ထွန်းစေတယ်အမှတ်ရတဲ့အမှတ်ရတိုက်တဲ့မြင်မပြတ်အောင်မိနေတဲ့အရာ10မျိုးတွေကခုဘယ်နှမျိုးရှိသွား6မျိုးကိုယ့်ရဲ့စိတ်လေးကိုကောင်းမြတ်တဲ့နေရာမှာထားနိုင်ဖို့မှန်ကန်တဲ့အမှတ်ရမှုအကျိုးရှိတဲ့အမှတ်ရမှုလေးတွေဖြစ်စေဖို့ဒါမျိုးလေးတွေကိုမှတ်သားထားရအောင်နော်ဒေဝတာနုဒ္ဓတိပြီးတော့ပါလာမှာတော့အာနာပါနတတိတဲ့ဟောအာနာပါနဆိုတာဝင်သက်ထွက်သက်တတိဆိုတာအမှတ်ရတာဒီဝင်သက်ထွက်သက်လေးကိုအမှတ်ရနေတာဝင်သက်ထွက်သက်လေးရဲ့ပုံမှာအာယုံစိုက်ပြီးတော့သိနေအောင်ကြိုးစားတာဒီဝင်သက်ထွက်သက်ဆိုတာကဒီခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်အလွန်တရာမှအရေးပါတယ်နောက်အခန်းကဏ္ဍကနေသူကမလုပ်နေတော့အလုံးလုံးပေးနေတာဝင်သက်ထွက်သက်နဲ့ကိုယ့်ဘဝကြီးနဲ့ခွဲခြားလို့မရဟုတ်တယ်ဟုတ်လားသူမရှိဘူးဆိုတဲ့နဲ့ဒါကအသေးကောင်ဖြစ်တော့တာအဲ့လောက်အရေးပါတယ်အဲ့လောက်အရေးပါတဲ့တရားရဲ့ပုံမှာသတိထားခြင်းအပြင်နည်းနည်းတဲ့ဉာဏ်ပညာတွေကိုရစေနိုင်တယ်ဒါကြောင့်အာနာပါနဝင်သက်ထွက်သက်ရဲ့အပေါ်မှာနော်ဒါကိုအမှတ်တတိရပြီးတော့နေခြင်းတည်အလွန်လေးနဲ့တဲ့နောက်ဆက်တွဲအကျိုးဆက်တွေရှိတယ်ဆိုတာကိုယုံကြည်သင့်တယ်။ကင်းကမှာလူသေးစုမကပွင့်တော်မူရတဲ့အဆူဆူသောဘုရားရှင်တို့ဟာအာနာပါနကမ္မဋ္ဌာန်းကိုရှင်းပြပြီးတော့တပ်ပင်ညုတဉာဏ်ကိုရတော်မူရတာပဲလေ။ဒါကုံပြောလိုက်တာပါ။အာနာပါနကမ္မဋ္ဌာန်းရဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားနော်ဟောထားတာတွေကိုစုစည်းပြီးတော့မှတ်တမ်းတင်ထားတာအာနာပါနတန်ယုတ်ဆိုတာရှိတယ်။မိမိရဲ့မျက်စိလေးကိုတတ်တာခြင်းတယ်ဆိုရင်အာနာပါနသတိလေးနဲ့နေတဲ့ကိုယ်လည်းအေးချမ်းခြင်းနဲ့စိတ်လည်းအေးချမ်းခြင်းနဲ့အတွေးတွေရဲ့နှိမ့်ဆက်တာကိုလည်းမခံခြင်းဘူးငြင်းငြင်းချမ်းချမ်းလေးနေခြင်းနဲ့ဆိုရင်အာနာပါနသတိလေးနဲ့နေတဲ့ဟုတ်လားကာမဂုဏ်အာယုန်တွေရဲ့ပုံမှာစိတ်တွေရောက်သွားလို့ကိုယ့်ကိုယ်ကိုဘဝင်မကျဖြစ်ရတယ်ဆိုရင်လည်းပဲအဲ့ဒီကာမဂုဏ်အာယုန်တွေရဲ့ပုံမှာစိတ်အရောက်နဲအောင်လဲအာနာပါနသတိနဲ့နေရမယ်လို့ဒီလိုလဲဟောရရှိဒါဥစဉ်ခေါင်းထဲမှာပေါ်တာလေးကိုပြောပြတာဟုတ်တေချာကြီးဟောမယ်ဆိုပြီးတော့မှတ်ထားတာမရှိတော့အစီအစဉ်တွေကြမပြောနိုင်ဘူးဖြစ်နေတယ်။ဒါပြောချင်တာကအာနာပါနတတိတွေအလွန်တရာမှအကျိုးကျေးဇူးများပြားတယ်။အခုဒီမှာတော့မြတ်စွာဘုရားဘယ်နှမျိုးဟောတော့9မျိုးဟောတယ်။ဧကန္တနိဗ္ဗိရာယဝိရာဂာယနိရောဓာယဥပသမာယအဘိညာယသံဘောဓာယနိဗ္ဗာနာယနဝတ္တန္တိ9မျိုးနော်။အာနာပါနတတိပြီးတော့ဘာလာမလို့ဗျာမရဏတတိမရဏဆိုတာဘောတစ်ခုရဲ့အပြီးဆုံးသိခြင်းသဘောပျက်စီးသွားတဲ့သဘောပျက်စီးတယ်ဆိုတာက2မျိုးပေါ့အကျဉ်း2မျိုးမှတ်ရဒီနေ့မှာဦးဇင်းတို့အလွန်ပြောချင်တဲ့စကားလေးတစ်ခုနော်ဘဝဆိုတာဘယ်လိုသဘောရှိလဲဘဝရဲ့အကြောင်းဒီခါတလေလူတွေကစဉ်းစားမိကြတယ်ကိုနားတယ်လို့ကိုသဘောပေါက်တယ်လို့ကိုစဉ်းစားမိတယ်လို့အမျိုးမျိုးပြောရတာဆိုရတာလည်းရှိတယ်။ဒါဘဝဆိုတာဘယ်လိုသဘောရှိတုံးလို့မေးရင်ဘဝဆိုတာပျက်စီးခြင်းနဲ့ပျက်စီးခြင်းစီကိုသွားနေတဲ့သဘောရှိတယ်လို့ရေရေကြီးပြောနိုင်ဖို့လိုတယ်။ပျက်စီးခြင်းနဲ့ပျက်စီးခြင်းစီကိုသွားနေတာ။ပျက်စီးခြင်းနဲ့ဆိုတာအချိန်တိုင်းပြီးဆုံးလိုက်နေတဲ့အနိစ္စသဘောကိုကြည်ညွှန်းတယ်။ပျက်စီးခြင်းစီတို့ဆိုတာကတဘောရဲ့အပြီးဆုံးမရဏသဘောကိုကြည်ညွှန်းတယ်စကလုံးအသုံးလုံးကိုမတူဘူးနော်အနိစ္စရဲ့မရဏရဲ့အနိစ္စဆိုတာအချိန်တိုင်းပြီးဆုံးလိုက်နေတာဘာပဲဖြစ်ဖြစ်ပြီးသွားတာပဲကောင်းကောင်းဆိုးဆိုးစိတ်တိုင်းကြာမကြာဖြစ်တဲ့မဖြစ်တဲ့ဖြစ်လာပြီဆိုရင်တော့ပြီးသွားတာပဲမပြီးအောင်ဘယ်သူမှထိမ့်မထားနိုင်ဘူးသိမ့်မထားနိုင်ဘူးရက်မထားနိုင်ဘူးတတ်မထားနိုင်ဘူးဒါကိုအနတ္တလို့ပြောမယ်ဆိုတော့ပြောလို့မရဘူးလားအပြည့်မဲ့အရာကြီးကိုမပြည့်အောင်မလုံးနိုင်ဘူးအစိုးမရမပိုင်ဘူးမနိုင်ဟုတ်လားအဲ့တော့အချိန်နဲ့အမျှဒလဇက်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေပြောင်းလဲပြောက်ွယ်လိုက်မှုတွေကိုဘာလို့ခေါ်တော့အနေစာအဲ့လိုပြောင်းလဲလာရင်းနဲ့ပဲဒီအနေအထားကိုတရားတော်ရှင်တို့အခုရောက်နေကြတာခုဒီအနေအထားကြီးရောတည်တတ်နေမှာလို့ဆိုတော့မတည်တတ်ပါသူလည်းပဲပြီးသွားပါအဲ့လိုမျိုးအနိစ္စဖြစ်ရင်းနဲ့ပဲပျက်စီးနေရင်းနဲ့ပဲဘယ်စီကိုသွားတာပျက်စီးခြင်းစီကိုသွားတာပျက်စီးခြင်းစီကိုဆိုတာကတော့
အိုးထိတ်လန့်စရာကောင်းတဲ့ပျက်စီးမှုမရဏသဘောကအနိစ္စသဘောတည်းပို့ပြီးတော့ကြောက်စရာကောင်းတယ်အခုလောလောဆယ်မသေးခင်မှာဖြစ်နေတဲ့အနိစ္စပျက်စီးမှုခဏိကမရဏလို့သူ့ကိုခေါ်ပါတယ်အဲ့ဒီမရဏကလူတွေကသိမကြောက်အောင်ဆိုပုံစံလူလေးတွေကဆက်ဆက်ဖြစ်နေတာဆိုသိပြောင်းလဲတယ်လို့မထင်ရဘူးငါတို့ကပြောနေကြဆိုနေကြလူတွေလည်းရှိတယ်ကိုယ်အတိုင်းဝိုင်းတွေလည်းရှိတယ်ငါလည်းအမြဲတမ်းရှိနေတယ်လို့ထင်နေတယ်ဟုတ်လားအဲ့တော့သိပြီးတော့အားမပြတ်သူပြောင်းလဲမှုကြီးကအရင်ကြီးကိုပြချနာမှုမရှိဘူးလို့ပုံမှန်အဖြစ်ထင်ရတယ်ပေါ့ဒါပေမဲ့ဆယ်စုနှစ်2ခု3ခုလောက်ရှိသွားပြီဆိုရင်တော့ပြောင်းလဲပါတယ်တယောက်နဲ့တယောက်ချို့မှတ်တောင်းမှတ်ပြီးတော့ဟေးနင်လားအဲ့ဒါကတချို့တော့ပြောကြတာမရှိဘူးလားရှိရနော်ဘာဖြစ်သွားတာအရန်ပြောင်းလဲသွားတာနော်အချိန်နဲ့များပြောင်းလဲတာပါအဲ့ဒါကဟုတ်လားအခုပြောမယ်ပြောင်းလဲမှုမရဏကသူကအရန်ထိခိုက်တယ်လူတိုင်းလည်းပဲအသေးလည်းကြောက်တယ်အဲ့ဒီပြောင်းလဲမှုကြီးကအခုကိုယ်စိတ်ထဲမှာအတိတ်ပဲရှိတယ်မှန်တယ်လို့ထင်ထားတဲ့အကုန်လုံးပြီးရမယ်ဟုတ်တယ်မဟုတ်လားအကိုရဲ့အတိုင်းဝိုင်းအကုန်လုံးစွန့်ခဲ့ရမယ်ဘလောက်အရေးကြီးပါလဲအရေးပါပါတယ်ဘာပဲပြောပြောပြီးသွားမယ်ဟုတ်လားမသေးကြတော့မရေရတော့အနာဂတ်ကိုရင်ဆိုင်ရမယ်အလွန်ကြီးကျယ်တဲ့အပြောင်းလဲကြီးပေါ့အဲ့တော့သူ့ရဲ့ပြောင်းလဲမှုကလန့်စရာကောင်းနော်ဒီကျွင့်ကြံရတဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကြီးတစ်ချိန်ကတော့တသလောက်လောက်ရတာပဲလေဒါပေမဲ့အဲ့ဒီပြောင်းလဲသွားပြီဆိုတာနဲ့သူကဝိဋ္ဌံတနာအလုံးကိုဖောက်ပြန်ပြီးတော့ပျက်စီးတာကြည်ခြင်းစရာမြင်ခြင်းစရာမကောင်းစဉ်းစားခြင်းစရာတောင်မကောင်းတဲ့အနေအထားမျိုးကိုရောက်သွားအဲ့လောက်သူကပြောင်းလဲသွားတာဒါဘာသဘောပြောတာမရဏသဘောပျက်စီးခြင်းစီတို့ဆိုတာအဲ့ဒါကိုပြောတာသဘောဆိုတာဘယ်လိုသဘောရှိလဲလို့မေးရင်ဒါလေးကိုမှတ်သိခြင်းနော်ပျက်စီးခြင်းနဲ့ပျက်စီးခြင်းစီကိုတွားနေတာရနာခွင့်မရှိပါဘူးဆိုမှတစ်ချိန်ကျရင်တော့မရက်ဘူးမနာဘူးဆိုမှတော့ရောက်သွားမှာပဲလေဘယ်လောက်ထိသွားခွင့်ရှိမလဲဆိုတာလည်းတယောက်နဲ့တယောက်မတူညီဘူးမတူညီတော့ဘယ်ချိန်ရောက်မလဲဆိုတာလည်းပဲမတူညီကြဘူးအသမီးတွေကမအေးဖေးရင်ရောက်သွားတယ်လေရှိတယ်ဒါကြောင့်ဦးဇင်းတို့ပြေးတဲ့ပေါင်းတော့အဲ့ဒီမရဏသဘောဆိုတာကြီးကစဉ်းစားကြည့်ခြင်းအပြင်ဘဝရဲ့သဘောအမှန်ကိုမြင်နိုင်တယ်သိနိုင်တယ်ဒါကြောင့်သူ့ကိုစဉ်းစားခြင်းဒီဧကန္တနေပြီးတာရသေချာဘောဝိဆင်းရဲကိုညီငွေစေလိုက်တယ်ဟောအဲ့ဒါကတော့တာမန်ဉာဏ်နဲ့တောင်နားလည်နိုင်တယ်ဒါကသေခြင်းသဘောတရားဆိုတာကဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့အတွက်အလွန်ကြည့်ကျင်စရာကောင်းတဲ့ဗရင်ပေါက်တစ်ပေါက်ပဲဟိုဒါဖွင့်ကြည့်လိုက်ဘဝဆိုတာဘာလဲဆိုတာသဘောပေါက်နိုင်တယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ဒီမရဏတတိသေခြင်းကိုအမှတ်ရတယ်ဆိုတဲ့တတိဟာအလွန်တန်ဖိုးကြီးရဲ့ပေါ့လူတွေကဘဝရဲ့ပုံမှာအလွန်တန်ဖိုးထားပြီးတော့အလွန်ဆွဲလန်းမှုတွေနဲ့မကောင်းတဲ့စိတ်တွေဖြစ်ကြရတာအလိုဆွဲလန်းနေတာဆိုဘဝကိုကောင်းတယ်လို့ထင်နေတာဘဝကိုဒုက္ခလို့မမြင်ဘူးဘဝဒုက္ခဖြစ်တယ်ဆိုတာသေခြင်းတရားကအခိုင်မာဆုံးသက်သေပဲဘောဟာမကောင်းဘူးဆိုတာအဲ့ဒါသိခြင်းသဘောတရားကြီးရှိနေတာကအလုံးလောက်ဆုံးသက်သေပဲဟာဖြစ်ပြီးသွားမှာပဲလေဟုတ်တယ်မဟုတ်လားဒါပေမဲ့ဒီလောက်ရိုးရှင်းတဲ့ဒီလောက်သိလွယ်မြင်လွယ်တဲ့အနေအထားတစ်ခုကိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကမသိဘူးဘာလို့မသိတာတော့ဆိုတော့ဦးဇင်းစဉ်းစားကြည့်တယ်အမှတ်မရအလွန်တန်ဖိုးရှိတဲ့ဒီအတိကလေးကလေးတွေကစသိတာဒါကြီးကဖြစ်ပြီးရင်တော့သိတာဝတ္တနေ့ကျရင်သိကြမှာလို့ကလေးတွေကစသိတာအဲ့ဒီအတိကအလွန်တန်ဖိုးရှိပါဘာလို့တန်ဖိုးရှိအောင်ဆိုအလွန်မှန်လို့တန်ဖိုးရှိဒါပေမဲ့ခက်တာကအဲ့ဒီအတိကိုဘာလို့ထားတာမေ့ထားတယ်ဖြောက်ထားတယ်တချို့ကစက်သိမင်္ဂလာမရှိဘူးလို့တောင်တွေးတဲ့လူရှိတယ်ဘလို့အမှန်တရားနဲ့ဝေးနေလဲဆိုတာဟုတ်လားဒါကြောင့်ပေးတဲ့ဘောင်းတော်တို့သိခြင်းတရားကိုအမှတ်ရခြင်းသိအလွန်တန်ဖိုးရှိတဲ့အကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတယ်အဲ့ဒါဘုရားရဲ့သာသနာအဲ့ဒါဝိနည်းကိလေသာကိုပယ်တတ်နိုင်တယ်အဲ့ဒါဓမ္မသူတော်ကောင်းတရားအပယ်လေးပုံကိုမကြမရောက်ရအောင်ထုတ်ဆောင်နိုင်တယ်နော်ဓမ္မရဲ့အတိတ်ကအဲ့ဒီတည်းဆိုးရတဲ့အနေအထားကိုရောက်မသွားအောင်ထုတ်ဆောင်တာဓမ္မကထုတ်ဆောင်ဒီလိုအယူဆမျိုးမှန်ကန်တဲ့အယူဆမျိုးဦးဇင်းတို့ဘုရားဝါဒတစ်ခုမှပဲရှိတာနော်ဆိုရတဲ့အနေအထားကနေထုတ်ဆောင်ကဲတင်တာဘုဇုကိုမြတ်စွာဘုရားကဲတင်မဲ့လူလို့ပြောတာဓမ္မကိုပြောထားတာနော်ငါသင်တို့ကိုကဲတင်မဲ့လို့ဘုရားပြောသလားဘုဇုကကဲတင်ပါ
ဓမ္မခဲ့တယ်အမှန်သိတဲ့ဉာဏ်ကအဲ့ဒီတတ္တဝါကိုကောင်းသွားစေမှာဟုတ်တယ်မဟုတ်လားအဲ့ဒါလေးရဖို့အတွက်ခုမလုပ်နေကြတော့ကြိုးစားနေကြတာဦးဇင်းကဝမ်းလဲတာပါလေတော်တော်လေးကဖြတ်သွားရင်းနဲ့လူတွေကတော့အများကြီးပဲလို့နော်လူတွေကတော့အများကြီးပဲဒီနိုင်ငံဟိုနိုင်ငံတကယ်ကိုပဲအများကြီးပါပဲဒါပေမဲ့ဒီလိုလေးမှန်မှန်ကန်ကန်သိခွင့်ရတယ်သိအောင်လုပ်ခွင့်ရတယ်ဆိုတဲ့လူအရေးတွေကအလုံးအလုံးမှနေပါတယ်ကိုမနေ့ကမေးကြည့်တယ်ဒီနိုင်ငံမှာဗမာပြည်ကလာပြီးတော့အလုပ်လုပ်နေတဲ့လူတွေဘယ်လောက်ရှိအောင်ဆို2သိန်းနဲ့3သိန်းကြာရှိတယ်လို့ပြောတာအခုဒီထဲမှာဘယ်လောက်ရှိလဲ200နဲ့300ကြာလားအစိုးပါဘူးဗျာဦးဇင်းဒီလောက်များမလို့တောင်ပြောလိမ့်မထားအောင်နော်အဲ့တော့ပြောနေတာကဘာလို့ဆိုတော့ကိုလုပ်နေတဲ့အလုပ်ကလေးကိုလုပ်ခွင့်ရတယ်ကိုရဲ့နော်ဒီတန်ဖိုးရှိပုံကလေးကိုစဉ်းစားကြည့်သေးခြင်းလို့ဦးဇင်းဒါကိုပြောတာဟုတ်လားအဲ့တော့တတိဘယ်နှမျိုးရှိသွားတော့10မျိုးရှိသွားတယ်ဟုတ်တယ်10မျိုးရှိသွားတယ်နော်အာနာပါနသတိမရဏသတိသောတော်6မျိုးနဲ့10မျိုးဟုတ်လားနောက်အလွန်ပြောစရာကောင်းတဲ့သတိတစ်မျိုးကဘာလဲဆိုတော့ကာယကတသတိအဲ့ဒါကိုလည်းနည်းနည်းအခြေပြောခြင်းနောက်ဆုံးသတိကဥပသမသတိတဲ့သူကနိဗ္ဗာန်ကိုအမှတ်ရတာအဲ့ဒီသတိအကြောင်းလည်းနည်းနည်းတော့ပြောပါနည်းနည်းလေးအခြေတုံးပြောနေတာကအဲ့ဒီကာယကတသတိဆိုတာလေးကိုပြောနေတာနောက်ကာယကတသတိဆိုတာကကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှုအဝေးဒီယူပခန္ဓာကြီးရဲ့အပေါ်မှာသတိရှိနေတာနောက်ကာယကတသတိသောတော်ကအာနာပါနသတိဒီကာယကတသတိထဲမှာအကျုံးဝင်တယ်ဒါပေမဲ့သူ့ကိုဘာလို့မြတ်စွာဘုရားတိတ္တသတိလေးတစ်မျိုးအနေနဲ့ဟောရအောင်ဆိုတော့သူကလည်းအလွန်အရေးပါလို့သူ့ကိုအာနာပါနသတိခွတ်ထက်သွားတာဒါပေမဲ့သူဒီကာယကတသတိအုပ်စုထဲမှာအကျုံးဝင်တယ်ကိုကာယရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လို့မို့အာနာပါနသတိဒီကာယကတသတိထဲမှာအကျုံးဝင်တယ်ကာယကတသတိကပို့ပြီးတော့နေပယ်ကျေပြန့်တယ်အဲ့ဒီနေပယ်ကျေပြန့်တဲ့ကာယကတသတိအကြောင်းကိုဦးဇင်းတို့လည်းပြောကြည့်နော်မဇ္ဈိမနိကေထဲမှာကာယကတသတိသုတ်တံဆိုပြီးတော့ကာယကတသတိနဲ့ပတ်သက်ပြီးတော့အကျဉ်းတုံးဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်ယဟန်တော်တွေကကာယကတသတိကိုပွားများပြီးတော့အကျိုးရှိတာကိုလက်တွေ့သိရတဲ့အခါမှာမြတ်စွာဘုရားကဒီကာယကတသတိကိုတကယ်ကိုကောင်းကောင်းမွန်မွန်ဟောထားတာပဲပြောတဲ့အတိုင်းတကယ်အကျိုးရှိတယ်အဲ့လိုချီးမွမ်းစကားပြောနေတဲ့အချိန်မှာမြတ်စွာဘုရားရောက်လာပြီးတော့ခုချိန်မှာပြောနေတဲ့စကားကဘာစကားတွေလို့ဆိုတော့ဒီလိုဒီကြောင်းပဲဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာကာယကတသတိရဲ့အဓိပ္ပာယ်ကိုအကျယ်ဖွင့်ပြီးတော့ဟောပြတာဦးဇင်းတို့ဟောထားတာလည်းရှိပါတယ်အဲ့ဒီမှာကာယကတသတိရဲ့အဓိပ္ပာယ်ကိုကာယကတတိဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုပြောထားလဲဆိုတော့ကာယကတသတိအမျိုးအစားတွေဒီမှာအများကြီးဟောထားတယ်နံပါတ်1ဘယ်ကစတော့ဆိုတော့အာနာပါနသတိကစတယ်ဝင်သက်ထွက်တဲ့ရဲ့ပုံမှာသတိထားခြင်းဒီကာယကတသတိတစ်မျိုးဖြစ်တယ်နောက်နံပါတ်2သွားရထိုင်လျောင်းဣရိယာပုတ်ကြီး၄ပါးဘလို့အနေထားမျိုးလေးနဲ့ပဲဖြစ်နေအဲ့ဒီဣရိယာပုတ်တွေရဲ့ပုံမှာသတိထားတာဒါကာယကတသတိတစ်မျိုးဖြစ်တယ်ထိုင်နေရင်ထိုင်နေတယ်လို့သိနေတယ်အသိရှိနေတယ်သတိရှိနေတယ်ထိုင်နေတဲ့အနေအထားပေါ်မှာသတိရှိနေတယ်လွယ်တယ်မထင်နဲ့နော်လူကသာထိုင်နေတာစိတ်နဲ့ကိုယ်နဲ့ကတ်တာမဟုတ်ဟုတ်တယ်မဟုတ်လားသွားနေတယ်ဆိုရင်သွားနေတဲ့အနေအထားပေါ်မှာသတိရှိနေရမယ်ရက်နေရင်ရက်နေတဲ့အနေအထားပေါ်မှာသတိရှိနေတယ်သိနေတယ်ဘလူကြီးတုံးဒါကြီးကသိနေတယ်သိနေမှပြောနိုင်တာနော်ရက်နေတဲ့အချိန်မှာဘလူကြီးဖြစ်တော့ပေါ်ပိုင်းဝိတ်ကခြေထောက်လေးနှစ်ချောင်းပေါ်မှာဖိထားဆိုတော့ဒီခြေထောက်နှစ်ချောင်းကခဏနေမှဖြစ်လာတယ်ပူးထူလေးပြီးတော့အယံကိုခံစားချက်ကပြင်းထန်တယ်သူ့ဒီမှာအများကြီးလာစုနေအောင်အဲ့လိုမျိုးဦးဇင်းတို့ပေးတဲ့ပေါင်းတော့ခန္ဓာကိုယ်ဒီဣရိယာပုတ်ကြီး၄ပါးအနေအထားတွေကိုတတိထားပြီးတော့နေတာကိုကာယကတသတိလို့ပြောရတယ်။နောက်နံပါတ်3ကာယကတသတိကဘာပြောလို့ဆိုတော့မဟာသတိပဏသုတ်တန်ထဲမှာတော့သူ့ကိုတမ္ပဇင်ညပပလို့ဒီလိုပြောရတယ်။နောက်တမ္ပဇင်ညပပဆိုတာကတိလျက်နဲ့ပြုရမယ်လို့ဟောထားတဲ့အပိုင်းပေါ့။ဘာပဲလှုပ်တိလျက်နဲ့လှုပ်ရမယ်။ဘာပဲပြုတိလျက်နဲ့ပြုရမယ်။အဲ့ဒီပြုတော့ရှစ်တယ်နောက်ဆုတ်တယ်ငုံတယ်မော့တယ်တဲ့ကြည့်တယ်တစောင်းကြည့်တယ်ကိုွေးတယ်ဆန့်တယ်နော်ဝိစားတွေကိုဝတ်မယ်စားတော့တွေစားမယ်တောက်မယ်ကျင်ကြီးကျင်ငယ်ဆွန့်မယ်အိတ်မယ်နိုးမယ်စကားပြောမယ်တိတ်တိတ်နေမယ်ဟောဒီအသေးစိတ်အမူအရာလေးတွေဒါမှမဟုတ်ဦးဇင်းတို့ရဲ့ဘဝမှာအချိန်နဲ့မျှဖြစ်မနေဘူးလားဖြစ်နေအဲ့ဒါတွေကိုတမ္ပဇာနာကာရီဟောတိတိလျက်နဲ့ပြုရမယ်တဲ့
အဲ့ဒီတမ္ပဇာနာကာရီဟောတိရဲ့ဒါလိုက်မြန်မာပြန်ကအဲ့ဒါပဲတိလျက်နဲ့ပြုရမယ်တဲ့ဒါကိုအသေးလေးရှင်းမဆိုရင်ရှင်းကမှရှုပ်သွားနိုင်တယ်နော်ဒါလည်းရှင်းတာတော့မရှိဘူးဘာလို့ပြောအောင်တိလျက်နဲ့ပြုရမယ်တဲ့ဘာလို့အသိရှိရမယ်အဲ့ဒီဟာရဲ့အပေါ်မှာအသိရှိရမယ်ဘာဖြစ်နေတယ်လဲဘာလုပ်နေတယ်လဲဆိုတာသိရမယ်ဘယ်လိုသိရမအောင်ဆိုအဲ့ဒီလုပ်နေတဲ့အတိုင်းလေးအဲ့ဒါလေးကိုသိရမယ်တော့ပေါက်လာဗျာတခါတော့တို့ဦးဇင်းတို့တွေကတခါလေးတော်တော်ခက်တယ်မသိရင်လည်းလုံးဝမသိဘူးဒီတိုင်းကြီးနေတာသိအောင်လုပ်ပြီးဆိုတော့လည်းဘက်လိုက်မှုတွေကတခါလေးပါလာရောသိအောင်လုပ်ပြီးဆိုတော့အားဆိုင်ပြီးတော့ချရတာပဲတခါလေးကငါတွေကပါလာအဲ့ဒီမှာဟုတ်လားဖြစ်နေတဲ့သဘောတရားကိုရိုးရိုးလေးမြတ်စွာဘုရားကသိလို့ပြောတာကိုသိချင်လို့လေသိပြစ်တာတွေရှိတယ်တချို့လူတွေကအဲ့ဒါကိုဦးဇင်းကဘယ်လိုသုံးလဲတော့ဘက်လိုက်မှုတွေပါတယ်လို့ပြောတာမှန်ကဘက်လိုက်မှုမရှိရဘူးသူဖြစ်နေတဲ့အတိုင်းလေးရိုးရိုးလေးသိအောင်ကြိုးစားရပါသဘောတရားရဲ့အကြောင်းကိုနားလည်ခြင်းတာတရားအထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဟုတ်တယ်မဟုတ်လားသတိမှန်ပညာရှင်ကဒီဓာတ်သဘာဝတစ်မျိုးမျိုးကိုသူအမှန်ကန်သိကျင်တယ်ဆိုရင်သူ့ရဲ့ဘယ်လိုက်မှုထည့်လို့မရဘူးလေဟုတ်တယ်မဟုတ်လားဒါရဲ့သဘောကိုမှန်မှန်ကန်ကန်သိဖို့အတွက်သူဘလို့ပဲစဉ်းစားထားအဲ့ဒီသူ့ရဲ့ဘယ်လိုက်မှုပါလို့မဖြစ်ဘူးအမှန်တရားအတွက်ဒီဖြစ်နေတဲ့အတိုင်းဖြစ်နေတာကိုအမှန်တိုင်းသိဖို့လိုတယ်ခုဘာကိုပြောနေရတော့တမ္ပဇာနာကာရီဟောတိသိလျက်နဲ့ဖြူရမယ်အဲ့ဒါလည်းကာယကတ္တပတိထဲမှာအကျုံးဝင်တယ်သုံးမျိုးရှိပြီနော်နောက်၄ခုမြောက်ကဘာပြောတော့ဆိုတော့ပတိကူလမနတိကာရပပလို့ပရိပဏာတုတ်ထဲမှာလည်းအဲ့လိုသုံးတယ်စံမေမွင်းချင်းခြေတိလက်တိသွားအရေးအစရှိတဲ့32ခုထာတရဲ့အပေါ်မှာစဉ်းစားဆင်ခြင်တာသတိထားတာအဲ့ဒါကဘာလို့ဦးဇင်းတို့ရဲ့ဒီယူဘက်ခန္ဓာကြီးကို32မျိုးသောကုဋ္ဌာတအစုဝေးနဲ့မလုပ်တာတော့တိဆောက်ထားတာအယိုးကိုတိုင်သဘောထားပြီးတော့နော်အကျော်တွေနဲ့ဖွက်ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်လူရေပန်းနဲ့အုပ်ပြီးတော့တိဆောက်ထားတာဟုတ်လားဥပံကွန်ယိုကြီးထဲမှာပါရှိတော့အုံနောက်တွေရှိမယ်ပေါ့နော်လေတံယိုကြီးနဲ့ဆင်းလာအရင်ကောင်းပိုင်းမှာပါရှိမယ်တော့အစုံနဲ့နှလုံးအမြဲတမ်းအလုတ်လုံနေရှင်တန်ရေးအတွက်ပင်မနဲ့လို့လည်းနားလို့မရဘူးသူတို့အလုတ်လုံနေလို့ရှင်းနေတာကိုတခါမှဦးဇင်းတို့ကကိုယ့်ကိုရှင်းနေတယ်ငါရှင်းနေတယ်လို့ထင်နေတာရင်ဝမ်းချထားတဲ့ကြွသားကြီးရှိမယ်အောက်ဆင်လာခဲ့အသေးကြီးရှိမယ်အစာအိမ်ရှိမယ်သူနဲ့ဆက်ထားတဲ့ဥသိရှိမယ်ပြီးရင်ဥမကိုစားတောက်ထားတဲ့အစာအာဟာရအသစ်တွေအဟောင်းတွေအထက်ထဲမှာရှိတယ်။ဒါပဲရှိတာပဲလေ။အဲ့ဒါကိုမြတ်စွာဘုရားကလုပ်ခိုင်းတာအမှန်ကန်စဉ်းစားဆင်ခြင်ခိုင်းတာ။အဲ့ဒါကာယကတ္တတိထဲမှာအကျုံးဝင်တယ်။ဝင်းတို့ဗမာပြည်မှာဆရာကြီးဦးထေးအောင်ဆိုတာအခုတော့ဆုံးသွားရှာပါပြီ။အလွန်တော်တဲ့သူတော်ကောင်းကြီးပေါ့။ဒီကုဋ္ဌာတတွေနဲ့ပတ်သက်ပြီးတော့ပဲအများကြီးဟောပြောများတယ်။နောက်ဒီထဲမှာဆရာဝန်တွေလည်းပါမယ်လို့ထင်ပါတယ်။ဦးဇင်းမညီမဝမ်းခွဲဆရာဝန်မလေးတယောက်ရှိတယ်။နင်တို့ဆရာဝန်တွေမှတရားမရရင်တော့ကျန်တဲ့လူရတဲ့အကြောင်းသိမရှိဘူးလို့တခါလေးဦးဇင်းကပြောမိတယ်ပေါ့။ဒီခန္ဓာကိုယ်ကြီးအကြောင်းသူတို့အများကြီးခွဲခြမ်းစိတ်ဖြတ်ပြီးတော့လေ့လာကြတာမရှိဘူးလား။ရှိရတော့။ဆွဲလန်းမှုဥပါဒံတရားနည်းဖို့ဆိုရင်ရည်ရွယ်ချက်ကလေးရှိမယ်ဆိုရင်သူတို့ဟာတရားကိုသိဖို့အတွက်အများကြီးအလားလားရှိတယ်ပေါ့။ဒါတော့ဦးဇင်းစဉ်းစားမိအောင်ပြောတာပေါ့။တော့ရည်ရွယ်ချက်တွေကလည်းလိုလေးတာကိုထားပါတော့အဲ့တော့မြတ်စွာဘုရားကဒီယုတ်ကာယရဲ့တိဆောက်ထားဖို့အနေအထားအမှန်နော်ဒါကိုဒကာမတို့ဦးဇင်းတို့ကနားလည်ထားတယ်သို့တော့အမှန်မရအောင်နားတော့မလဲဘူးမဟုတ်ဘူးနားတော့လဲတယ်နောက်ဘိုက်ထဲမှာအသေးတွေဦးတွေနှလုံးတွေအလုံးလုံးနေတာရှိတယ်လို့လူတိုင်းနားလေတယ်ဒါပေမဲ့တတိမရအဲ့ဒါနားမလဲတဲ့လူကြီးဖြစ်မနေဘူးလားအဲ့တော့ဖြစ်နေရတော့တတိရတဲ့အချိန်နဲ့တတိမရတဲ့အချိန်နဲ့စိတ်အနေထားချင်းအယံပွားချနိုင်တယ်ဆိုတာကိုသိရတတိယအနေနဲ့သူကအစွဲလန်းကတော့နဲတာပဲလေတရားဆိုတာခုနကပြောခဲ့ပြီနော်ဝိရာဂယဆွဲမဲ့မှုကင်းသွားစေရမယ်ကင်းဖို့အတွက်အထောက်ကိုပြုစေရမယ်အဲ့ဒါသူတော်ကောင်းတရားလို့ပြောတာအကောကိုစမ်းကြည့်လို့မရဘူးလားဒါလုတ်ကြည့်တယ်ဒါလုတ်ကြည့်လို့ဒီလိုအကျိုးထွက်မထွက်ကိုယ်တိုင်မသိနိုင်ဘူးလားသိနိုင်အဲ့ဒီလိုချင်တဲ့အကျိုးကျေးဇူးထွက်လာတယ်ဆိုတော့ဒါတရားပဲလို့ဝေဖန်လို့ဆုံးဖြတ်လို့မရဘူးလားရတယ်နော်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီကုဋ္ဌာတတွေကိုစဉ်းစားဆင်ခြင်တဲ့နေ့မှာဘယ်လိုတောင်ဟောထားလဲဆိုတော့အဝနှစ်ဖက်ရှိတဲ့အိတ်ကြီးတစ်လုံးလေးကိုတဲ့
စံဒီတဘာတွေပြောင်းနေနှမ်းနေပဲတွေထည့်ပြီးတော့အောက်ကလည်းစုကြည့်အပေါ်ကလည်းစုကြည့်ထားလိုက်အဲ့ဒါကိုမျက်စိအမြင်ရှိတဲ့လူကလက်နဲ့ဖြည့်ပြီးတော့ထဲထဲကိုနှိုက်ပြီးတော့ကြည့်ဒါကတော့စံပဲဒါကတော့စဘာပဲဒါကတော့ပြောင်းပဲဒါကတော့ပဲပဲအဲ့ဒီလိုကြည့်တယ်လို့မျိုးတဲ့ဒီခန္ဓာကိုယ်ကြီးကအဝနှစ်ဖက်ပိတ်ထားတဲ့အိတ်ကြီးတစ်လုံးနဲ့တူတယ်တဲ့သူလည်းပဲအမြဲတမ်းဝင်ထွက်နေမှအဆင်ပြေတာဟုတ်တယ်မဟုတ်လားဒီခန္ဓာရဲ့သဘာဝတရားတရားသိတယ်ဆိုတာခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာကိုတရားသိတယ်လို့ခေါ်တာမဟုတ်လားဒါရုပ်ပိုင်းဆိုင်ရာသိဖို့လိုတယ်ဒါကိုသိခြင်းအပြင်နိဗ္ဗာန်ချမ်းသာကိုရနိုင်တယ်ဘောပေါ်ရလားဗျအတိလေးဟောတာတော့နိဗ္ဗာန်ရာသဝတ္တတိဟုတ်လားအဲ့ဒါဘာလို့ခေါ်တော့ကာယကတ္တသတိကဘယ်နှမျိုးရှိတော့၄မျိုးရှိသွားနောက်၅ခုမြောက်ကာယကတ္တသတိဘာပြောတော့ဆိုတော့ဓာတုမနတိကာရပပအပရိယာဘောတေဇောဝါယောဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့အနေအထားကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်တာပြင်မဲ့မှာရှိတဲ့မြေဓာတ်သဘောရှိတဲ့အရာတွေနဲ့ဒီခန္ဓာကိုယ်ရဲ့မြေဓာတ်သဘောရှိတဲ့အရာတွေအတူတူပဲတဲ့ဘုရားအဲ့တိုင်းဟောတယ်ပြင်မဲ့ကတစ်ခုကိုစမ်းကြည့်မာကြောတဲ့သဘောနူးညံ့တဲ့သဘောရှိဒီမှာလဲစမ်းကြည့်မာကြောတဲ့သဘောနူးညံ့တဲ့သဘောရှိတယ်ပထဝီတက်ချင်းပါလဲတော့အတူတူပဲတဲ့ဒါပေမဲ့ဒါကြီးကိုတော့ဘယ်လိုထင်တာတော့ငါလို့ထင်တာတော့ပြင်မဲ့မှာစီးဆင်းနေတဲ့ရေတွေနဲ့ဒီထဲမှာစီးဆင်းနေတဲ့ရေသဘောတွေနဲ့ရေသဘောအတူတူပဲတဲ့ဟုတ်လားပြင်မဲ့မှာရှိနေတဲ့အပူဓာတ်နဲ့ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့အပူဓာတ်အတူတူပဲလို့ခေါ်ရတယ်နော်ဣဒကောင်းသူတော်ကောင်းတို့ဓာတ်သဘာဝကိုစဉ်းစားဆင်ခြင်တဲ့နေရာမှာ तू ကခုနကတော့ကုဋ္ဌတတွေလို့ပုံတရနမိတ်မရှိပုတ်ပြီးတော့လေးနဲ့တယ် तू ကသဘောတရားစိတ်နဲ့ပဲသိလို့ရတာပူတာကိုလက်နဲ့ကင်ပြလို့ရမလားမရဘူးမာတယ်ပြော့တယ်ဆိုတာလက်နဲ့ကင်ပြလို့ရမလားမရဘူးစိတ်နဲ့ပဲသိရတာသဘောပေါက်ရဲ့လားခုနကတော့ကုဋ္ဌတတွေကပိုးရှင်းတယ်ဒီဓာတ်တွေရဲ့သဘောကိုဟောတဲ့နေရာမှာမြတ်စွာဘုရားဒီခန္ဓာကိုယ်မှာပထဝီဓာတ်လွန်ကဲတဲ့ကုဋ္ဌတ20ဆိုတော့ဟောဇာမေမွင်းကြီးခြေလေးလက်တွေသွားအရေးအဲ့ဒါတွေကိုဘယ်နဲ့ထည့်ပထဝီဓာတ်ထဲထည့်ရနော်အသီးကြီးတလိပ်ကြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတွေနှက်အစီကျင်ကဲဆိုတာကြတော့ဘယ်နဲ့ထည့်အာဘောဓာတ်လွန်ကဲတဲ့ကုဋ္ဌတအဖတ်သဘောအရေးသဘောနော်အမွှေသဘောစွမ်းအင်သဘောအစုံမရှိဘူးလားဒီခန္ဓာကိုယ်ကြီးမှာအကုန်လုံးရှိမှတို့က7လုံးလေပတ်တယ်လို့ဆက်ပြီးတော့လေပတ်နိုင်တာဟုတ်လားအဲ့ဒီဓာတ်သဘာဝတွေကိုမြင်အောင်ကြည့်ရတယ်ဒါကာယကတ္တသတိဥပမာမြတ်စွာဘုရားဘယ်လိုဟောလဲဆိုတော့နွားတက်ပြီးတော့အမဲသားရောက်တဲ့လူတစ်ယောက်နွားတကောင်တက်အရေခွန်ဆုပ်အသားတခြားအယုတ်တခြားကလေးသားတခြားထုတ်ဟုတ်လားထုတ်ပြီးတော့အဲ့ဒီအသားတွေကိုဈေးယူသွားပြီးတော့ရှေ့မှာပုံပြီးတော့ချပြီးတော့ရောင်းတယ်အမဲသားပုံကြီးပေါ့အဲ့ဒီလူရဲ့စိတ်ထဲမှာအမဲသားတွေဆိုတဲ့အမှတ်တင်ညာပဲရှိတယ်တဲ့ဒါကြီးကိုကြည့်ပြီးတော့နွားတွေဆိုတဲ့အမှတ်တင်ညာမရှိပါဘူးတဲ့ဟုတ်လားသဘောပေါက်လားဗျဒီခန္ဓာကိုယ်ကိုဓာတ်သဘာဝနဲ့ကြည့်တဲ့အခါမှာဒါဟာဓာတ်သဘာဝတွေနော်စွမ်းအင်တွေစုထားတာသဘာဝတရားတွေစုထားတာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်အောင်နော်သဘောတရားတွေဓာတ်တွေဆိုတဲ့အမြင်ကိုရောက်အောင်ကြည့်နိုင်ရမယ်ဒါဘာလို့ခေါ်တော့ကာယကတ္တသတိနည်းနည်းနော်သူလည်းပဲနောက်ထပ်9မျိုးလောက်ပြောဦးမယ်နောက်ထပ်9မျိုးကတော့တပေါင်းနဲ့ပြုတ်ပြီးတော့ပြောရမယ်နဝတိဝိသိကာယပပလို့မဟာသတိပဋ္ဌာန်သုတ်တန်ထဲမှာတော့ခေါင်းစဉ်တက်သင်္ချိုင်းမှာပေါက်လဲပေါက်ပြန်ဖြစ်နေတဲ့အလောင်းကောင်တွေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုနှိုင်းရှင်ပြီးတော့ဆင်ញင်ခိုင်းတာခုနကတော့ပြောရတာတွေကမသေးခင်မှာဖြစ်ပေါ်နေတဲ့ရုပ်တဘာဝတွေရဲ့သဘောဒါကိုစဉ်းစားဆင်ញင်တာပရိထားတာအခုဟာကပြည့်စည်ပြီးတဲ့နောက်မှာဒါကြီးတော့ဆောက်ပျောက်သွားတာမဟုတ်ဟုတ်လားလက်တွေဇမားတွေကတော့သေတယ်ဆိုတော့ပျောက်သွားတယ်ခန္ဓာကိုယ်ကနူးညံ့တာကတစ်မျိုးပါစကဝါမိကထက်တာတစ်မျိုးစားတဲ့အစာကနူးညံ့တာကတစ်မျိုးဒါကြောင့်သူတို့ကဥဒ္ဒယုတ်ကလမကြံရဘူးအိဋ္ဌာန်တွေလူတွေကြတော့ကြံနေရတယ်အဲ့ဒီကြံနေရတဲ့အနေအထားကိုကြည့်ပြီးတော့အဲ့ဒီလိုတေချာပေါက်ဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်သေးတဲ့ဒီယုတ်ကာယရဲ့အပေါ်မှာဆွဲလန်းမှုနည်းအောင်အဲ့ဒီသဘောနဲ့ရှင်ပြီးတော့စဉ်းစားတဲ့နေတူကလည်းထိရောက်တာဒါကြီးဟာအဲ့လိုဖြစ်သွားမှာဖြစ်တယ်လို့အဲ့ဒါကြီးဟာဒါမျိုးကြီးကနေလာတာလို့လုံးဝဆက်ဆက်နေတဲ့အနေအထားကိုစဉ်းစားတာယထာဣဒံတထာဧတံတထာဣဒံယထာတထာဧတံယထာဣဒံအဲ့ဒါကြီးကအဲ့ဒါဖြစ်သွားမယ်အဲ့ဒါကြီးကဒါမျိုးကဖြစ်လာတာလူသေးနဲ့မသေးသေးတဲ့အနေအထားကိုနှိုင်းရှင်နော်ဒါကအဲ့ဒါမျိုးဖြစ်သွားမှာအဲ့ဒါမျိုးကဒါမျိုးကလာတာနော်တ
ဒါကမှတို့အချင်းတို့တွေလူသေးကိုတွေ့တဲ့အခါမှာမသေးသေးတဲ့အနေထားနဲ့သေပြီးသားအနေထားကိုအယံကွာခြားတယ်လို့ထင်တယ်ရုပ်ပိုင်းဆိုင်ရာအရာတော့အယံကြီးကွာခြားလာတယ်လို့မရှိပါဘူးဟုတ်တယ်မဟုတ်လားဒါပေမဲ့သူကတော့မကြခင်မဖြစ်တော့ပုတ်ပွားတော့မယ်ပေါ့အကြီးအကျယ်ပေါက်ပြန်ပြောင်းလဲတော့မယ်ပေါ့အဲ့ဒီအနေထားတရက်ကိုမြတ်စွာဘုရားကဥပမာအနေထားပြီးတော့ဒီခန္ဓာကိုယ်ကြီးကလည်းအဲ့ဒီလိုအနေထားတွေကိုမလွန်ဆန်နိုင်ဘူးလို့စဉ်းစားခိုင်းတာဧဝံဓမ္မောအဲ့ဒီသဘောတွေဖြစ်လိမ့်မယ်ဧဝံပါဝီအဲ့ဒီတိုင်းကိုဖြစ်လိမ့်မယ်ဧဝံဓမ္မောအဲ့ဒီသဘောရှိတယ်ဧဝံအနတ္တိတော်ဒီအဲ့ဒါကိုမလွန်ဆန်နိုင်ဘူးလို့စဉ်းစားခိုင်းတာအဲ့မြတ်စွာဘုရားကအသေးစိတ်ပြခန္ဓာကိုယ်ပြည့်စည်ပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ဖြစ်ပေါ်သွားမယ့်အနေထားကို၉မျိုးပိုင်းပြီးတော့ဟောတယ်လူတယောက်သိပြီးဆိုရင်ကြီးကြလိုက်တယ်လည်းမထည့်နဲ့ခွဲတာစိတ်ဓာတ်တွေရှေ့ထိုးတာတွေမလုပ်ဖဲနဲ့တဘာဝတိုင်းဒီတိုင်းထားလိုက်မယ်ဆိုရင်ဘယ်လိုတွေဖြစ်လာမလဲစိတ်ကူးလေးနဲ့ကူကြည့်ပါနော်ပထမဦးဆုံးရောင်းလာမယ်အစဉ်တိုင်းပြောရမှာဆိုသူကရောင်းလာမှာနော်လေးအကြည့်ထိုးသွင်းထည့်ထားတဲ့သိအိတ်ကြီးကဲ့သို့လို့ဇာရဲအဲ့လိုပြောတာပိန်ပိန်ဝဝသူကတော့ကားနေအောင်ရောင်းမယ်ပေါ့ဟုတ်လားပြီးတော့မှမဖြစ်မလို့ဆိုတော့အဖြူအမဲအညိုအနီအမျိုးမျိုးအယောင်တွေကြောင်းသွားမယ်ပြီးတော့အပုတ်ရည်တွေအကုန်လုံးထွက်เสียရှိတဲ့အပေါက်တွေကအကုန်ထွက်လာမယ်တချို့များလုံးတဲ့အခါကျတော့ပေါက်ကွဲပြီးတော့ထွက်လာမယ်ဒီပြင်နေရာတွေကပြီးရင်ဗာဆက်ဖြစ်မလို့အမျိုးမျိုးသောအိဋ္ဌံတွေတရားတွေကစားကြတောက်ကြဒီတိုင်းလာပြစ်တာလေကိုယ်တွေကြီးတွေစားတွေထိုးကြစိတ်ကြစားကြတောက်ကြမှာအဲ့လိုမဖြစ်အောင်ကိုကစောင့်ရှောက်ထားနိုင်မယ်ကြံရည်တဲ့လူကစောင့်ရှောက်ထားနိုင်မယ်ဆိုရင်ဘာစားမပေါ်စိတ်တွေဘာတွေလည်းစားကြတာရှိတာအဲ့ဒါမစားအောင်စောင့်ရှောက်ထားမယ်ဆိုရင်ဒီခန္ဓာကိုယ်ကဖြစ်လာတဲ့ပိုးလောက်တွေကပဲဒီခန္ဓာကိုယ်ကြီးကိုပြန်ပြီးတော့စားကြမယ်ဟောပရဗတ္တသူတစ်ပါးရဲ့အစာမသေးခင်မှာကိုယ်ကသူများကိုစားတယ်ကိုယ်သိပြီဆိုတော့သူများကကိုယ်ကိုစားတယ်အဲ့လိုနဲ့ဦးဇင်းတို့ကုံသွားပြီစားတာတွေကုံသွားပြီဆိုတော့ကလေးသားတွေအသွေးတွေသားတွေကုံသွားဘာကြမ်းဆိုတော့အကျော်နဲ့ဖွဲ့ဆက်ထားတဲ့အယိုးစုပုံမပြတ်ဘူးကြမ်းတယ်အဲ့ဒါကိုမြတ်စွာဘုရားကအသားအသွေးဖြင့်လိမ့်ကြံ၍နေသောအကျော်ဖြင့်ဖွဲ့ဆက်ထားသေးသောပုံမပြတ်သောအယိုးစုတစ်ခုဟောတယ်ဆက်ပြီးတော့အသားကုံသွားပြီအသွေးစားလေးတွေလောက်ပဲကြမ်းတယ်အကျော်တွေနဲ့ဖွဲ့ဆက်ထားတဲ့အယိုးစုရရှိတဲ့မြင်အောင်ကြည့်နော်ကိုဘွားရဲ့အနေထားမှပဲဆက်ပြီးတော့ဘာဖြစ်တော့အသားအသွေးလုံးဝခြောက်သွားပြီဒါပေမဲ့အကျော်တွေနဲ့တော့ဖွဲ့ဆက်ထားသေးတယ်ဆက်ပြီးတော့ဘာဖြစ်မလဲတော့အဲ့ဒီအကျိုးတွေစားပြတ်သွားလိမ့်မယ်စားပြတ်သွားတော့အယိုးတွေကဟိုတစုဒီတစုရောက်ချင်တဲ့နေရာရောက်နေပါပုံပြတ်သွားပြီမှန်လို့သိနေရတော့ဟုတ်လားအဲ့ဒါနဲ့နောက်ရာသီဥတုဓာတ်ဘာညာဖြစ်ပြီးတော့အယိုးတွေကဖွေးဖွေးဖြူပြီးတော့နောက်ကာလကြာလာတဲ့အခါကျတော့ဆွေးမြေ့ပြီးတော့မြေမှုန့်နေနဲ့ရောသွားလက်နဲ့ကန်ကြည့်လိုက်မွားအမှုန့်လေးတွေဖြစ်သွားအဲ့ဒီအနေထားကြည့်မြတ်စွာဘုရားဟောတာအဲ့ဒါကိုတကယ်စဉ်းစားတဲ့အခါကျတော့ဘယ်လိုစဉ်းစားရမှာတော့ဧဝံဓမ္မောဟောဒီခန္ဓာကိုယ်ကလည်းအဲ့ဒီသဘောတိုင်းပဲဧဝံပါဝီအဲ့ဒီတိုင်းဖြစ်ကိုဖြစ်မယ်ဧဝံနတ္တိတော်ဒီအဲ့ဒါကိုဘယ်သူမှမလွန်မြောက်နိုင်ဘူးဒီတိုင်းစဉ်းစားရမယ်တဲ့အဲ့ဒါဘာခေါ်တော့ကာယကတတတိနော်အကျေပြောရင်လည်းဆိုတာအဲ့ဒါလေးပါပဲတော့ဒါကဓမ္မတို့ဦးဇင်းတို့နိလန်းနေမြတ်စွာဘုရားကတော့အစုံပေးပြီးတော့စိတ်ရဲ့ကိလေသာကနေလွတ်မြောက်ဖို့အတွက်မှန်ကန်တဲ့နိလန်းတွေကိုအထုတ်ဖို့အတွက်ပေးမထားဘူးလားကိုကြိုက်တဲ့နည်းနဲ့အထုတ်လို့ရတယ်ကိုကြိုက်တဲ့စိတ်ကန်းကနေဆင်းပြီးတော့ပူသွားလို့ရတယ်စိတ်ကန်းတွေအများကြီးရှိတယ်ဟုတ်လားဒါကိုတချို့ကအမြင်မကျတဲ့အခါကျတော့ငါနီးမှငါနီးမှအဟုတ်ဒီလိုပြောရတာရှိတယ်ကိုအထုတ်တဲ့နီးမှကိုဟုတ်တယ်ထင်တာအဲ့ဒီလောက်နဲ့ပြဿနာမရှိသေးဘူးကိုအထုတ်တဲ့နီးမှအဟုတ်ဆိုရင်ပြဿနာသိမရှိသေးဘူးဒီပြင်နီးမဟုတ်ဘူးလို့ထင်ရင်တော့အဲ့ဒါအကြီးအကျယ်ပြဿနာတက်နိုင်တယ်အရိယာတွေကိုစော်ကားတဲ့ကံမျိုးတောင်ထိုင်းနိုင်တယ်ဟုတ်တယ်မဟုတ်လားငါနီးဟုတ်တယ်ဆိုတာလောက်နဲ့သိစားမရှိသေးဘူးနော်ငါနီးဟုတ်တယ်သူနီးမဟုတ်ဘူးဆိုရင်တော့အဲ့ဒါအများကြီးပြဿနာတက်နိုင်ဟုတ်လားထားပါတော့အဲ့တော့ဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့အကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေမယ်တခုသောတရားတခုသောတရားဆိုမြတ်စွာဘုရားဟောပြတဲ့အနုတ္တိ10ပါးကာယကတတိက9ခုမြောက်ဘူးနော်အဲ့ဒါလေးဦးဇင်းနဲ့အကျေပြောပါတယ်ခုနောက်ဆုံးတတိယဘာလဲတော့ဥပသမနုတ္တိဥပသမနုတ္တိဆိုတာနိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့အမှတ်ရနိဗ္ဗာန်ချမ်းသာကိုတတိယနော်ဘုရားယန္တာရိယသူတော်ကောင်းကြီးများနော်ပြိဋိဘံမစံခင်မှာအာယုံပြုသောအဖြစ်နော်
တန်ဖိုးထားပြီးတော့ဝင်စားတော်မူကြတဲ့နောက်ဆုံးအနုပါတိဒေသခန္ဓာပရိနိဗ္ဗာန်စံပြီးတဲ့နောက်မှာဒုက္ခခတ်သိမ်းချုပ်ငြိမ်းဝင်စားတော်မူကြတဲ့ဒီနိဗ္ဗာန်ဓာတ်နဲ့ပတ်သက်ပြီးတော့စဉ်းစားတာဆင်းနေတာဒါကဓမ္မတို့ဥယျာဉ်တို့တာမန်ပုထုဇဉ်တွေအနေနဲ့ဒီအနုတ္တိဖြစ်ဖို့ဆိုတာကအခက်အခဲမရှိနိုင်ဘူးလားရှိနိုင်တယ်နော်နိဗ္ဗာန်ရဲ့အကြောင်းကိုကမသိဘဲနဲ့မလို့စဉ်းစားမလို့ဟုတ်တယ်မို့လားစာပေပရိယတိအရာသိထားတယ်ဆိုရင်လည်းမစိုးဘူးပေါ့စဉ်းစားလို့ရမယ်ပေါ့အဲ့ဒါလိုလည်းသိမထားဘူးဆိုရင်ဘယ်လိုလုပ်မလို့ကိုယ်ခန္ဓာကိုယ်ရဲ့ဒုက္ခဖြစ်တယ်ဆိုတဲ့အနေအထားတွေကိုတတ်နိုင်တယ်များစဉ်းစားတတ်နိုင်တယ်များသိအောင်လုပ်စမ်းကျင်ဘက်နေတဲ့နိဗ္ဗာန်မှာအဲ့ဒါမျိုးမရှိဘူးဆိုတာကိုသဘောပေါက်ရမယ်ဒါလူငယ်တွေအတွက်ပြောပြတာပေါ့နော်ဥပါဒမနုတ္တိတကယ်တမ်းကတရားဓမ္မတို့အချင်းတို့တွေကဘဝရဲ့ပုံမှာမမောတဲ့လောဘမျက်စိနဲ့ကြည့်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုသဘောမပေါက်နိုင်တာ။နိဗ္ဗာန်မှာဒီယုံနာခန္ဓာတွေချုပ်ငြိမ်းနေတယ်ဆိုတော့အဲ့ဒီချုပ်ငြိမ်းနေတယ်ဆိုတာကြီးကိုပဲဒီတဏှာလောဘမျက်လုံးနဲ့ကြည့်တော့သူကသဘောကမကျနိုင်ဟုတ်တယ်မဟုတ်လားဒီခန္ဓာကိုယ်ရရှိမှချမ်းသာတာတွေခံစားလို့ရမယ်ကြည်နိုင်မယ်မြင်နိုင်မယ်ကောင်းတယ်ဆိုတယ်ဆိုတာကိုဒီခန္ဓာကိုယ်ကြီးရဲ့မြင်ရတာတွေနားထောင်ရတာတွေနမ်းရှူရတာတွေစားတော့ရတာတွေတွေ့ထိရတာတွေဒါတွေနဲ့ပဲကိုယ်ကကြည့်ပြီးတော့တိုင်းတာနေတာကိုအဲ့ဒါတွေမရှိဘူးဆိုတော့ချမ်းသာဆင်းရဲကိုကမတိုင်းတာတတ်တော့ညာလားဟုတ်တယ်မဟုတ်လားဒါကြောင့်အလွန်နဲ့နဲတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တဘောဟာဆင်းရဲတယ်ဆိုတာကိုတတ်နိုင်တယ်များသိအောင်လုပ်အဲ့ဒါကိုသိရင်သိတဲ့တော့ဥပဒမဒုတ္တိကိုစဉ်းစားတဲ့နေရာမှာအထောက်အကူမပြုနိုင်ဘူးလားပြုနိုင်တယ်နိဗ္ဗာန်မှာအဲ့လိုဒုက္ခမျိုးမရှိဘူးဆိုတာမျိုးနော်အဲ့တော့ဦးဇင်းတို့လည်းပဲနိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်သိတာဘာမှမရှိတော့ဘာမှမပြောတတ်ဘူးပေါ့အဖြေကတော့ဘာမှမသိတော့ဘာမှမပြောတတ်ဘူးလို့ပြောရတာလည်းတော်တော်လွယ်တာပဲဘာမှမသိပါဘူးဆိုမှတော့မသိဘူးပြောလိုက်တော့လည်းပြီးမသွားဘူးလားပြီးသွားတယ်မသိတာကြီးကိုသိတယ်လို့လုပ်နေမှအဲ့ဒါဝန်တော့ဘူးကြီးဖြစ်နေဟုတ်ရဲ့လားတိုင်ထားတော့အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အလွန်တရာမှအကျိုးကျေးဇူးများတဲ့တတိ10မျိုးပေါ့နော်အဲ့ဒါလေးတွေကိုပြောရင်လို့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဘာလဲဆိုတာလေးရှင်ဥပါလိသုတ်တံကိုဦးဇင်းတို့အရင်စပြောလိုက်တာနော်ဒီသုတ်တံတစ်ခုကဒီသုတ်တံတွေကဆက်ဆက်ပြီးတော့တွေးကြမကောင်းဘူးလားကောင်းတယ်ပြန်ပြီးတော့ဦးဇင်းတို့အနှစ်ချုပ်တော့မှာနော်တထုသာသနာသုတ်တံတထုဆိုတာမြတ်စွာဘုရားသာသနာဆိုတာအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမနော်ကမ္မဋ္ဌာန်းတရားလာပြီးတော့တောင်းတဲ့ရှင်ဥပါလိကိုဟောတာဧကန္တနေပိဒါယသေချာပေါက်တန်တရားဝဆင်းရဲကိုညီငွေတဲ့ဉာဏ်ကိုရရမယ်ဝိရာဂယဆွဲမဲ့မှုကင်းရမယ်និရောဓယဒုက္ခချုပ်ရမယ်ဥပဒမာယနှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုရှိရမယ်အပိညာယအိစ္ဆဒုက္ခအနတ္တလက္ခဏာရေးသုံးပါးကိုထူးသောဉာဏ်ဖြင့်သိရမယ်သံဘောဓာယသစ္စာလေးပါးကိုထွန်းထွင်းပြီးတော့သိရမယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရမယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုမရစီဘူးရဖို့အတွက်ဘာအထောက်အကူမှမပြုစီဘူးဆိုရင်အဲ့ဒါဒီနေသောဓမ္မောတရားမဟုတ်ဘူးနေသောဝိနည်းအဲ့ဒါဒီဝိနည်းမဟုတ်ဘူးနေတံတထုသာသနာအဲ့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမဟုတ်ဘူးဧကံတေနဥပါလိဓာရိယတိအဲ့ဒါကိုသိကြပေါ့မှတ်ရမယ်လို့အဲ့လိုဟောတာအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတယ်ဖြစ်ထွန်းဖို့အတွက်အထောက်အကူပြုစီတယ်ဆိုလို့ရှိရင်တော့ဧသောဓမ္မောဧသောဝိနည်းဧတံတထုသာသနာအဲ့ဒါဟာသူတော်ကောင်းတရားဖြစ်တယ်အပေလေးပါးကထုတ်ဆောင်လိုက်မယ်အဲ့ဒါဟာဝိနည်းဖြစ်တဲ့ကိလေသာကိုပယ်တတ်လိုက်မယ်အဲ့ဒါဟာတထုသာသနာဖြစ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာဖြစ်တယ်အဲ့တော့အဲ့ဒီအကျိုးကျေးဇူး9မျိုးကိုဖြစ်ထွန်းစေတဲ့တတိဘယ်နှမျိုးပြောလိုက်တော့10မျိုးတတိဆိုတာတော့အောက်မေ့တဲ့သဘောပါပဲဒါပေမဲ့အောက်မေ့တဲ့အာယုံပေါ်မှာမူတည်ပြီးတော့တတိ10မျိုးလို့ပြောလိုက်တာအမှတ်ရနေတာတွေအောက်မေ့နေတာတွေ ਨੇ ဒီကဓမ္မတို့အင်းတို့ရဲ့ဘဝမှာအနေမများဘူးလားနေများတယ်များသောဖြင့်ပုထုဇဉ်တွေအမှတ်ရတဲ့အောက်မေ့တဲ့အရာတွေကသိတန်ဖို့မရှိတာတွေပဲများပါတယ်စစ်မှန်တဲ့အကျိုးကျေးဇူးကိုကောင်းမွန်တဲ့အကျိုးကျေးဇူးကိုမဖြစ်ထွန်းစေတဲ့အောက်မေ့မှုအမှတ်ရမှုတွေပဲများတယ်ခုမြတ်စွာဘုရားသင်ပြပေးမယ်နောက်အောက်မေ့ခြင်းအမှတ်ရခြင်းမျိုးကတော့လွန်တရားမှအကျိုးကျေးဇူးကြီးမားတယ်ပေါ့အဲ့ဒီအကျိုးကျေးဇူးတွေကိုဖြစ်ပေါ်စေတဲ့တတိချေမျိုးကဘာတွေတော့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလာနုတ္တိစာဃာနုတ္တိဒေဝတာနုတ္တိအာနာပါနတတိမရဏတတိကာယကတတတိဥပဒမာတတိ10မျိုးနော်ဒါတုတ်တန်တပုတ်ချင်းဟောတာပါမြတ်စွာဘုရားတော့ဦးဇင်းတော်တော့ပေါင်းပြောလိုက်တော့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘုရားရဲ့အဆုံးအမဆိုတာဘာလဲဆိုတာလေးကိုပြောလိုက်တယ်နော်
အဲ့ဒီဘုရားရဲ့အဆုံးအမကိုနော်တေချာပေါက်လိုက်နာရရောက်သွားစေမယ်နော်မှန်ကန်တဲ့ကောင်းမွန်တဲ့တတိတရားလေးတွေမွေးမြူတဲ့နေ့ပါတခါတည်းပြောလိုက်ဘူးလားပြောလိုက်တယ်ဒါကြောင့်ကိုအားထုတ်နေတာတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အလွန်တရာမှညီညွတ်တဲ့အတွက်ကြောင့်နော်ကျင့်တဲ့ဆရာကောင်းတဲ့ဝမ်းသာဆရာကောင်းတယ်ဆိုတဲ့ရှုထောင့်ကလည်းပဲတွေးပြီးတော့ကုသိုလ်ယူဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ဟောင်းတို့နော်တရားဘာဝနာကြိုးစားအထောက်ဖို့ရောက်ရှိလာပြီးတော့ဆွမ်းအားရှိသမျှနော်ဒီတတိလေးတွေကိုစုဆောင်းကြတယ်မွေးမြူကြတယ်ကြိုးစားပြီးတော့ရှာဖွေကြတယ်ဆိုတာမြတ်စွာဘုရားအဆုံးအမကိုလိုက်နာရောက်နေတယ်ဆိုတဲ့ဝမ်းသာတဲ့စိတ်ဖြစ်ကြဖို့ဒါလေးကိုဦးဇင်းကယူရပြောတာပေါ့နော်ဒါကြောင့်အချိန်လေးစိတ်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့ပိဋကပေါင်းသူတော်ဟောင်းတို့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပါကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း